နေ့ညဘုန်းကြီးတို့ဟောမဲ့တရားကောင်းစဉ်ကိုကျင့်ကြပါတယ်ပရိသတ်ရေအိုရင်စွမ်းရမယ်တဲ့လောကမှာပြောနေတဲ့စကားတစ်ခုရှိတယ်အိုမင်းမစွမ်းတဲ့ဗါတယ်လေအဲ့ဒီအိုမင်းမစွမ်းဆိုတဲ့စကားလေးကိုဘုန်းကြီးတို့ကမူယူပြီးတော့တရားကောင်းစဉ်လေးတစ်ခုပေးပါတယ်ပရိသတ်ရေအိုရင်စွမ်းရမယ်တဲ့ဗါတရားပါလေအိုရင်စွမ်းရမယ်လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာဒီကနေ့ညဟောကြားမည်ဖြစ်လေသောကြောင့်တရားမောကြားသိမီတရားမနာကြားသိမီမှာတရားပိုင်ရှင်ဖြစ်တော်မူတဲ့ဘုန်းတော်6ပါးသခင်သဗ္ဗညုဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးသောလောက်ချီမိုးရှိခိုး၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်အလုံးမရိသပေါင်းသူတော်ကောင်းတို့ကလက်အုပ်ချီပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့ဂုဏ်တွေကိုအာယုံပြုနေပါဘုန်းကြီးကဓမ္မတဏပလင်ဌာနကနေပြီးတော့ဘုရားရှင်ကိုယ်တော်မြတ်အားခြေကျုံခေါ်ရောပူဇော်အပ်တဲ့နမေကာရဘုရားရှိခိုးဖြင့်ဘုရားရှိခိုးပူဇော်၍ဓမ္မသဘင်စတင်ဖွင့်ကြရအောင်ဥရေတိဓာနိလောကညုစန္ဒီမာဓမ္မတိရကုဘာဝတေတိမေသံတုဓမ္မရံတိဓာတုစုဓာနိဓာနိဖယားတိဟုသောယရဏစံယုံကြောင့်ဓရံဘံငုံတို့ဖြာဖြာစံစုံပင်အမိအခုကကာလသမယ၌ဓမ္မတိရကုရွှေမြအယောင်နေလာယောင်တွေလာယောင်တို့ထက်ဂရေဂရမကအဝင်းကြည်ပ၍အလင်းတိတလာဖြာဖြာပွားနိုင်သဖြင့်ကဘာတလွားမှာယရဏတရားဒီဟုသောအယောင်ဝါလည်းရှိတော်မူပါဝေထသောလောကညုလူအကြောင်းတွေနတ်အကြောင်းတွေမြမအကြောင်းတွေနဲ့ကဘာအကြောင်းတွေရှိရှိသမျှမိမိရာရာအခက်မဲ့ခြင်းမြတ်ရှင်ဗရမလက်တင်ထားတဲ့ကဲ့သို့အိုင်ကြဝေဘံသဗ္ဗညုတရွှေညာတော်ဖြင့်ဧကံသိမြင်တော်မူပါဝေထသောစန္ဒီမာတကဝါလုံးဝသာဆုံးထိန်ဆုံးဖြစ်၍စိတ်တလုံးမြတော်ရာလိုခဏမပေါ်လာလည်းရင်တမြောကမှန်နေလင့်ရသည်စံငွေပွင့်ပုံသွင်းဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်ဥရေတိအမိုက်ကိုမေခွာရှောင်းအမောင်းကိုဖြန့်ဖွင့်၍အလင်းတတကြီးကြီးနဲ့ဖိုလ်ဝရီတောင်းတိစီမမြရောင်ကြီးတဖိမ့်ဖိမ့်နဲ့တရိပ်ရိပ်ပေါ်ထွန်းတော်မူခဲ့လေပြီစန္ဒီမာလေးကြုံကိုလှဲ့ရ၍400ကိုမြန်တော်မူတိရကုမြာနန်းနဲ့လာစံရဏဖြစ်တော်မူပါပေသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဖရာတော်တွင်ဘုအပြင်ဘုအစင်ဘူကအဘူကကြသဖြင့်ဘုဒ္ဓရှိသူတွေကိုဘုဒ္ဓတွေခြုံငိမ့်အောင်ယုတ်သိအေးများစေနိုင်သည်ဧဝပိုင်ဖြစ်တော်မူသောရှင်မြတ်ကြီးသည်ဓာတုစုရှိသောပါရမီတပိုင်ဤတဆော၍မြတ်သောဝါဒနာခိုင်ညသဖြင့်ဓမ္မတာအတိုင်းဖြောင်းမှန်စွာနေကြကုန်သောဣမေသံတုရှေးဘဝဇယာရင်တို့ကြောင့်အေးအများကိုသာကြိုက်၍နေကြကုန်သောထိုများစွာတတ္တဝအနန္တမန္တမြတို့ကိုဓမ္မရံတိဟိခုံတော်ညွန့်6ဆုံးကြည်ဘုံတော်6ခန်းတရားတော်တည်ဟူသောမြရောင်ကြည်ပန်းတော်ဖြင့်ဘာဝတိတိပါရမီဒိဋ္ဌမချောခဲ့ကြသည့်အတိုင်းနိဗ္ဗာန်မြို့နာမတာမြေမှာ
ချမ်းသာစေမောင်ချွေမတန်းရအောင်ရောင်ငွေစံတကြီးကြီးတလီလီပပဝင်၍ထောလင်းတော်မူလဲပါကဘာမောင်မတိမြရောင်ကြီးညွန်ဘုတို့ဖြင့်အထူးကျက်တဲ့မဆုံးနိုင်သည်ရွှေဖုံးခိုင်ကိုရောမြတ်ကြီးဖယားဒီနေ့ညဟောမဲ့တရားကအိုရင်စွမ်းရမယ်တဲ့ဗာတရားလဲအခုဒီဇင်ဘာလကုန်တော့မယ်နော်လကုန်မို့ဘယ်လောက်ကြံသေးလဲတပတ်လောက်လို့ပြောလိုက်ဘယ်လောက်ကြံသေးလဲပြည့်တဲ့အဲ့တော့ဒီဇင်ဘာလကုန်ပြီဆိုလို့ရှိရင်ဇန်နဝါရီ1ရက်ကိုခရစ်နှစ်ကူးတယ်တဲ့ဘာနှစ်ကူးလဲအဲ့ဒါဒီဇင်ဘာ31ရက်နေ့ညဆိုရင်ပြည့်တဲ့ Happy New Year ဆိုပြီးတော့ပျော်ပွဲရှင်ပွဲတွေမလုပ်ဘူးလားအဲ့ဒါအင်္ဂလိပ်ခရစ်နှစ်ပေါ့လေခရစ်နှစ်ကုန်ပြီခရစ်နှစ်ကုန်တော့2017ကနေပြီးတော့ဘယ်ကိုပြောင်းမှာခရစ်နှစ်ပြောင်းတာကဒီဇင်ဘာ31ရက်နေ့ညသကောင်ပေါ့လေ12နာရီဆိုတော့ခရစ်နှစ်ပြောင်းပြီမြန်မာနှစ်ကတော့နှစ်ဆန်း1ရက်မြန်မာနှစ်ကပါတယ်လေအဲ့တော့ခရစ်နှစ်ပဲပြောင်းမြန်မာနှစ်ပဲပြောင်းခုနှစ်တက္ကရာတွေပြောင်းလာတိုင်းဘုန်းကြီးတို့ပိဋကပေါင်းတော်ကောင်းတို့ပြိုသွားတာလားအိုသွားတာလားအိုးလူတွေကအိုတယ်ပြောရင်မကြိုက်ဘူးအိုတယ်ပြောရင်ကြိုက်လားမယုံလို့ရှိရင်နှစ်ဖက်ကကြာစမ်းကြည့်တာတယောက်နဲ့ဈေးထဲမှာတွေ့လို့ရှိရင်လေဟဲညီတော်အိုသွားတာပဲဆိုရင်လေမျက်နှာကြီးကိုစူပုတ်သွားတာပဲမျက်နှာကြီးဘာဖြစ်သွားလဲမလီအရွယ်များတင်လိုက်တာဟဲ့ဆိုရင်လာလိုက်ခဲ့ဆိုပြီးတော့လက်ဖေးတိုက်တာဟုတ်သလားမဟုတ်ဘူးလားအိုတယ်ပြောရင်မကြိုက်ဘူးအိုတယ်ပြောရင်ကြိုက်လားကြိုက်မကြိုက်ဘာဖြစ်မှာလဲအိုမှာပါပဲအဲ့တော့ဘုန်းကြီးကဒီနေ့ညပေါ်ဘေးတိုင်းတန်ဝေကညံပွားဖို့လို့ဘာညံပွားဖို့လဲတို့ခရစ်နှစ်ပြောင်းလို့တက္ကရာတွေပြောင်းပြန်ပြီကိုင်းအသက်တွေကြီးလာပြန်ပြီအသက်ကြီးတယ်ပြောလဲမကြိုက်ဘူးကြိုက်တာပြောမကြိုက်ဘူးတချို့ကလည်းအသက်ကိုပြောင်းပြန်ပြောတယ်82နှစ်ကို16နှစ်လို့တချို့ကလည်းပြောသေးတယ်အခုမှတဲ့40ကျော်ယုံပဲရှိပါသေးတယ်တဲ့ဟဲ့40ဘယ်လောက်ကျော်ပြီတဲ့ဆို49နှစ်တဲ့ကိုင်း50တဲ့ဝင်တယ်မပြောဘူးလူတိုင်းဟာဘယေသားကြီးအသက်ကြီးမှကိုကြောက်တယ်မှန်ပြောနော်ကြောက်တော့လားမကြောက်ဘူးလားသို့တော်လည်းဘယေသားကြီးအိုရာကတော့ဘာဖြစ်လဲအိုရာကတော့အိုမှာပါပဲအဲ့တော့အိုမင်းလာရောက်စရင်ကောက်တင်မကြောက်ပေဘူးလားတခြားနာတော့အိုမင်းလာရောက်စရင်ကောက်သင်မကြောက်ပေဘူးလားဗါတယ်လဲဆိုကြည်သံနာမင်းလာရောက်တကားခေါက်သင်မကြောက်ပေဘူးလားအိုဒုဗယေတိုင်ဒီဇင်ဘာ31ရက်နေ့ည12နာရီထိုးရင်ဘယ်သူစရင်လာကောက်လဲဟေးအိုမင်းဘယ်သူစရင်လာကောက်လဲအဲ့ဒါတကောင်စရင်ဆိုတာအဲ့ဒါမှအစစ်အဲ့ဒါဘာစရင်လဲဒီဇင်ဘာ31ရက်နေ့ညဆိုရင်စရင်ကောက်လာမယ်ဘယ်သူလာမယ်အဖော်နဲ့လားတယောက်တည်းလားတယောက်တည်းစရင်လာကောက်တယောက်မှမချန်ထားဘူးခလေးလေးရစားအကုန်ကောက်သွားတာဟုတ်တယ်မဟုတ်လားမင်းအသက်ဘယ်လောက်တုံပြောဆိုတော့ပြောလိုက်ရတာပဲမပြောလိုက်ရဘူးလားဒီတော့ဘေးသက်တွေတန်ဝေကညံပွားဖို့လို့ဘ
ုန်းကြီးတို့မြတ်စွာဘုရားရှင်ကိုရောမြတ်လက်ထက်တော်တဲ့မြို့နာမည်ကတေတဗျမြို့တဲ့မင်းကြီးနာမည်ကကောရဗျမင်းတဲ့အဲ့ဒီကောရဗျမင်းကြီးဟာအရှင်ရထပါဠတဲ့ဘွဲတော်ကအရှင်ရထပါဠဘွဲတော်ကဘယ်သူလဲအဲ့ဒီအရှင်ရထပါဠရှိတော်မူရာကျောင်းတိုင်းကိုချင်းကပ်ပြီးတော့ကောရဗျမင်းကြီးကအရှင်ရထပါဠကိုမေခွန်းတစ်ခုမေးဘူးတယ်ဇရာဗျာတိဘောဂညာတိပါရိဇုံညေဟိပိလီတောဒုက္ခပါတောပပိစေယကတ္တမတုဝံပရိပစေဇရာဗျာတိဘောဂညာတိပါရိဇုံညေဟိပိလီတောဒုက္ခပါတောပပိစေယကတ္တမတုဝံပရိပစေရှင်ဘုရားရထပါဠတဲ့ရထပါဠဆိုတာတထေသာရထပါဠကဘာလဲယနေ့မယသမိသားတွေနဲ့ရွှေဘုံပေါ်မှာစံနေရတဲ့အဲ့ဒီရထပါဠအသက်ရွယ်ကငယ်ငယ်30ကျော်လောက်ပဲရှိဦးမယ်အမတန်လှအမတန်ချောမိဘကလည်းပစ္စည်းဥစ္စာပြည့်စုံတယ်အဲ့ဒီမိဘပစ္စည်းဥစ္စာပြည့်စုံတဲ့တထေသားကဒီဇနီးမယသမီးသားနဲ့စိဝဥစ္စာတွေကိုစွန့်ပြီးတော့အသက်30ကျော်အရွယ်လေးမှာဘုရားမြတ်စွာသာသနာတော်ကိုဝင်သွားတော့ဒီကောရဗျမင်းကြီးကသိအံ့ဩတာပဲရှင်ဘုရားရထပါဠတပည့်တော်ရှင်ဘုရားကိုမေးကျင်တာလေးရှိလို့မေးပါရစေမေးပါတကားတော်မင်းကြီးရှင်ဘုရားခန္ဓာကိုယ်ကြီးတော်လဲဘုရားတဲ့အသက်80ကျော်80ကျော်အဖိုးအိုကြီးလည်းမဟုတ်ပြုံမြင့်နှုတ်နဲ့နေတဲ့အချိန်မအိုသေးတဲ့အချိန်နောက်တခါရှင်ဘုရားရဲ့ဆွေစဉ်မျိုးဆက်ကိုကြည့်တော့လည်းပဲရှင်ဘုရားဆွေမျိုးတွေကပြည့်ပြည့်စုံစုံချမ်းချမ်းသာသာရှင်ဘုရားတထေးမျိုးကလည်းလာတာရှင်ဘုရားရဲ့ဇနီးတွေကိုကြည့်တော့လည်းပဲဇနီးတွေကပြိုမြင့်နှုတ်နဲ့ချစ်စပွဲကောင်းနေတဲ့အချိန်အဲ့တော့ရှင်ဘုရားရဲ့ခန္ဓာကိုယ်ရှင်ဘုရားရဲ့စီဝါဥစ္စာရှင်ဘုရားရဲ့ဆွေမျိုးဘာမှလည်းပြည့်စည်တာလည်းမရှိဘဲနဲ့စီဝါရေးလည်းကောင်းနေတဲ့အချိန်အရွယ်လည်းကောင်းနေတဲ့အချိန်ကျမ်းမာရေးလည်းပြည့်စုံနေတဲ့အချိန်မှာဟောဒီလိုပြုံမြင့်နှုတ်နေတဲ့အချိန်မှာရှင်ဘုရားဘာဖြစ်လို့မြတ်စွာဘုရားသာသနာတော်ကိုဝင်သွားတာလဲဖရာကောရဗျမင်းကြီးရဲ့စိတ်ထဲမှာထင်နေတာကဖရာမြတ်စွာသာသနာတော်ကိုဝင်တယ်ဆိုတာအသက်ကြီးမှအိုမင်းမစွမ်းဖြစ်မှအိမ်မီးလောင်လို့စီးပွားရေးတွေပြုတ်မှဇနီးသေးမှသားသမီးတွေသေမှဒီလိုတွေဒုက္ခမျိုးစုံတွေတွေးပြီးတော့မှသာသနာတော်ကိုဝင်တယ်လို့သူကဒီလိုထင်နေတာရှင်ဘုရားဒီလောက်တောင်ချမ်းချမ်းသာသာပြည့်ပြည့်စုံစုံပျော်မြင့်နှုတ်နဲ့ချစ်စပွဲကောင်းတဲ့အရွယ်မှာရှင်ဘုရားဘာဖြစ်လို့ဘုရားမြတ်စွာသာသနာတော်တွေကိုဝင်သွားတာလဲဘုရားရှင်ဘုရားတပည့်တော်ရှင်ဘုရားသာသနာတော်ဝင်ပုံလေးတပည့်တော်သိပါရစေတော့တပည့်တော်ကိုပြောပြပါဦးဘယ်လိုအရေးဘယ်လိုဘေးတွေကိုတွေ့ပြီးတော့ရှင်ဘုရားမြတ်စွာဘုရားသာသနာတော်ကိုဝင်သွားတာပါလဲဖယားကောရဗျမင်းကပေသတ္တရဲ့အရှင်ရထပါဠကိုမေးနေတာဒီတော်မှာရှင်ရထပါဠကသရာယမရဏလောကောသရာယမရဏလောကဥပနိယတိအတုဝောဓမ္မုတ်တေသမံညတဝအနာဂါရောပရိပစေမဟာရာဇကောရဗျဟုနာမတွင်လာအိုမင်းမြတ်အယံသဗ္ဗလောကောကိုရောသူပါများစွာတောင်းပြောင်တတ္တဝါပေါင်းကိုဇရာယကတနေ့နေ့တရွေ့ရွေ့ဖြင့်တငွေငွေပွားအိုခြင်းဆိုတဲ့ဇရာတရားသည်မရဏံခန္ဓာပြကျွေသေးရခြင်းဆိုတဲ့မရဏပြေသောဥပနိယတိမကွေးမရှောင်အတင်းဆောင်လျက်တသွင်းနဲ့သွင်းနောင်၍ထားလေ၏
Aduo Mie mian kaingan ashe janwe tida naindu Tida naindu dalu dayao mya mabo bauke babe Ao raja bala nama damo ajonodi Damo de dao Ajin oye chok ane odeda ache Odeda ache idaya myego Nyadawa aje weva ane mao ekandavo timin do chao Anagaro parivase Logi go mo yogi phono nito madwe Phaywe daswa witengam phin Sheya ham byuge babebi daga Dagaro mini de Yo ye sin pyo mi nede aywe Siwa usa de le piso nede aywe madari go somido Ngamya swabya tadana do go winla raha bhajaw no so ye O jin daya go jaw lo Ba go jaw lo de le O jin daya go jaw bido nga tawe ganya phi bido Mya swabya jin goro mya ye tadana do de go winla ra lo Ashin ratha pala ga phi ja ro mu lai pare Badu phi ja ra le Ashin ratha pala phi ja ro mu ke pare Da jaung boi do phi ta paung toro kaung do Eri shin ratha pala phi ja ro mu ke de a phi saka ko Kain paye ta ye lai so ji tha ma o jin sara Nga khanda Yang sha ne ke bi O jin sara Nga khanda Yang sha ne ke bi Tu nei set dan Jai lo khan Ton lam maya bi Tu nei set dan Jai lo khan Ton lam maya bi Na phya yoga Nga khanda Yang sha ne ke bi Na phya yoga Nga khanda Yang sha ne ke bi Tu nei set dan An din khan Nyin zan maya bi Tu nei set dan An din khan Nyin zan maya bi They khin jama Nga than la Yang sha ne om mi They khin jama Nga than la Yang sha ne om mi Tu amai da Nga na khan Nyin zan maya bi Tu amai da Nga na khan Nyin zan maya bi Edi no daya chinkin se ka wene parita paung turo kaung no shin ratha pala Phye ja ro mu lai de a phye saka ka Daga ro ming mya de Loka de ma shi ji de mya tattva de ha O min, na min, te min ne paye dai min 3 pa shi de Min bha na pa la Min 3 paနှိပ်စက်တဲ့ဓာတ်ကိုခံနေရတာယခုအိုမင်းကလာပြီးတော့စရင်ကောက်လို့စရင်ပေးလိုက်တာငါအသက်30ကျော်သွားပြီအဲ့တော့ဒီအိုခြင်းတရားကိုလည်းပဲဘယ်လိုနည်းနဲ့မှခိုးခံလို့မရဘူးတွန်းလှန်လို့မရဘူးသူနှိပ်စက်လာတဲ့တနေ့မှာငြိမ်ပြီးတော့အသာကလေး
အိုခြင်းသဘောတရားရဲ့နှိမ့်ဆက်တဲ့တန်ကိုတတ္တဝအနန္တခံကြရတယ်နာမင်းရောက်လာရင်လည်းပဲဒီတိုင်းပဲအန်တင်းပြီးတော့ယောဂဝေဒနာအသက်သန်းဖြစ်နေတဲ့ပုဂ္ဂိုလ်တွေဆေးရုံဆေးကမ်းမှာဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတော့မတွေ့ဘူးလားတချို့များလေယောဂဝေဒနာသိနာလုံးအကြည့်လို့အန်ချိတ်ပြီးတော့ခံရတာဘာချိတ်ပြီးတော့ခံရတာလဲအဲ့ဒါနာမင်းရောက်လာတာဘာမင်းရောက်လာတာဟောနောက်ဆုံးရောက်လာမယ်မင်းကသေမင်းနဲ့ဘာမင်းနဲ့လဲသေမင်းရောက်လာလို့ရှိရင်လည်းပဲသုတ်တန်သက်သာသင်္ချိုင်းဝါမှာသွားပြီးတော့ရုပ်ခန္ဓာအလောင်းမစွန့်ပြရဘူးလားအဲ့တော့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့အခုတရားနာလာတာကိုတယောက်တည်းမမှန်နဲ့မင်းနေနဲ့လာတာဘာတွေနဲ့လာတာလဲတို့ပရိသတ်မှာအဖော်နဲ့လာတာမို့လားမင်းဘယ်နှပါလဲဘာမင်းနေလဲကိုထိုင်နေရင်နဲ့တဏှာကြီးနဲ့တဏှာကြီးတူသလားမအိုလာဘူးလားဒါမင်းအိုမင်းလည်းပဲကိုနဲ့အတူတူပါလာတာပဲအိုးတရားနာနေနဲ့ဗိုက်ထဲကအောက်လိုက်တာအဲ့ဒါဘာမင်းရောက်လာတာလဲနောက်တမင်းကဘာမင်းလဲရောက်ပြီလားတော်သေးဘူးရောက်ရင်ငုတ်တုတ်ကြီးတွေသိနေအောင်မတော်ကြမင်းဘယ်နှပါနှစ်ပါးတည်းပါလာတယ်တပါးကြံနေတယ်မို့လားအဲ့ဒီတပါးဘယ်နှထားခဲ့လဲမလာလေကောင်းလေပဲမသိကြအောင်တော့ဆောင်းနေဟောလားပရိသတ်ကြီးအဲ့ဒီမင်းသုံးပါးထဲမှာတို့မလို့ခြင်းဆုံးမင်းကဘာမင်းလဲသေမင်းကမလာပါနဲ့မလာပါနဲ့လို့တားလို့ရသလားချိန်တန်ကြရင်ဘာဖြစ်လဲလာမှာပါပဲပရိသတ်ကြီးအဲ့တော့တားမရမယ်အတူတူတော့အန်တုခံနေလို့တော့မရဘူးဟုတ်လားပရိသတ်ကဲဒီတော့ဘုန်းကြီးတို့အိုခြင်းတရားကနေပြန်ပြောကြအောင်ဆိုပရိသတ်ကြီးအိုခြင်းသဘောတရားကိုဘုန်းကြီးတို့ဗုဒ္ဓစာပေများမှာသုံးတာဇရာတဲ့ပါတယ်လေဇရာတဲ့လောကထဲလူတွေနောက်ပြီးတော့ပြောနေတာအမလေးဇေယာကစကားပြောလာပြီဇေယာကစကားပြောလာပြီနဲ့ဘယ်ကဇေယာကမှလဲဇရာဘာလဲပရိသတ်ဇရာကစကားပြောလာတယ်ဇရာဆိုတာပါဠိစလုံးပဲမြန်မာလိုဇီရန်တိတိဇရာတဲ့ဆွေးလာတာဇရာဆွေးလာတာပါတဲ့ဇရာဆိုတဲ့ပါဠိစလုံးကိုမြန်မာလိုပြောရင်ဆွေးတာတဲ့ဘာလဲဆွေးတာဟုတ်လားမဟုတ်လားဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့ဒီပြင်သွားမကြည့်နဲ့ကိုယ်ခန္ဓာကိုကြည့်ဘယ်သူခန္ဓာကြည့်လဲခန္ဓာကိုခေါင်းကနေခြေပြားထိအောင်ကြည့်လိုက်တာပရိသတ်ခေါင်းပေါ်မှာဘာရှိလဲဆံပင်ရှိတယ်ဘာရှိလဲပရိသတ်အဲ့ဒီဆံပင်တွေကလေ14 5 6နှစ်တုန်းကတကောင်းလုံးရှိတဲ့ဆံပင်တွေကနတ်မောင်းနေတာပဲဟုတ်တယ်မဟုတ်လားအသက်လေး30ကျော်40လောက်ရောက်လာပြီဆိုရင်ကျိုးတို့ကျဲတဲ့နဲ့နှထင်စားလေးတွေဟောထိတ်လေးတွေမှတွေဆံပင်လေးတွေဘာဖြစ်လာလဲအကုန်လုံးဖြူလာလားကျိုးတို့ကျဲတဲ့လားအဲ့ဒီကျိုးတို့ကျဲတဲ့ဖြူလာတဲ့ဆံပင်ကလေးကိုဘုန်းကြီးတို့ပြည်သားကြီးအိုးဇာကနာလေးနဲ့မင်းညာကလေးနဲ့ကင်ပြီးတော့နှုတ်ကြည့်လိုက်ရင်အตาလေးပါတယ်ပါလားမပါဘူးလားနဲ့နေတဲ့သပင်တပင်ကိုနှုတ်ကြည့်တာအตาလေးပါသလားနဲ့နေတဲ့ဆံပင်ဒီမဆွေးသေးလို့နဲ့နေတဲ့ဆံပင်ဒီဘာဖြစ်လဲဖြူနေတဲ့ဆံပင်ကဘာဖြစ်သွားတာအဲ့ဒါဇရာပဲအဲ့တော့ဘုန်းကြီးတို့ပြည်သားကဇရာဆိုတာအဖွားကြီးကိုအဖိုးကြီးကိုဖြစ်မှတခါတည်းတောင်မွေးကြီးနဲ့ကုံသွားနေမှဒါဇရာလို့ထင်တာကိုကောင်းပေါ်မှာဆံပင်ကစပြီးတော့ဆွေးလာတာဟုတ်တယ်နော်အနဲ့နဲ့အဖြူနှုတ်ရင်ဘယ်ဟာနှုတ်ရင်နားလဲအဖြူကိုနှုတ်ရင်ဘယ်လောက်တောင်နှုတ်နေကြလဲမသိဘူးဒီတန်းတို့လာသမောက်ဟဲ့ငါခေါင်းတွေရလုံးမှလာသမောက်ဟဲ့ဒီနာသပင်ဖြူတွေနှုတ်ဟဲ့နှုတ်ပါများတော့မခံနိုင်တဲ့အခါကျတော့ဘယ်နဲ့လောက်ကြတော့အေးမာနပြောချမ်းသာကြပါသေးစိတ်ဆိုးတယ်ဘာလို့လဲပရိသတ်စိတ်ဆိုးတယ်အဲ့တော့ဆေးတွေကလည်းပေါ်လိုက်တာမျိုးမျိုးပရိသတ်ဓာတုဗေဒနည်းတွေနဲ့ဒီသမင်းတွေမနဲ့နဲ့အောင်လို့တခါတည်းဆိုးဖို့လို့ပေါ်လိုက်တဲ့ဆေးတွေနော်အဲ့ဒါဆေးဖို့တွေလည်းဘယ်လောက်ကုန်နေပြီလဲမသိဘူးအန်တုနေတာဘာလို့နေတာလဲ
ရသလားမရပါဘူးအိုခြင်းသဘောတရားကိုဒီနည်းနဲ့အန်တုလို့ရရင်ဘုရားတိုင်လူတိုင်းအန်တုကုန်မှာပေါ့တို့ဘုရားတိုင်မရဘူးနော်ကဲအဲ့ဒီတော့ဘုန်းကြီးတို့ဘုရားသားပေါင်းတော်ကောင်းတို့ကိုင်းမျက်လုံးကြည့်လိုက်သမ်းပါဦးမျက်လုံးရတော့လည်းပဲအသက်30 40နဲ့ကြော်လာပြီဆိုရင်လေဟောမျက်စိမှုံးလာမျက်စိမွဲလာတယ်အမေလေးစာရွက်များဖိုင်ဒီလိုဖြစ်ရှေ့တိုးကြီးရကောင်းမနောက်ဆိုကြီးရကောင်းတို့နဲ့လေ42နှစ်43နှစ်ဆိုရင်ဘုရားတိုင်အနီးမှုန်တတ်တယ်ဘာမှုန်တတ်တယ်လဲအဲ့တော့အနီးမှုန်တော့သူတို့အနီးမမြင်ရတော့မျက်မှန်ကလည်းမတတ်ချင်တော့ဟန်လုပ်ပြီးတော့စာရွက်ကိုဘယ်လိုလုပ်လဲဝေးရနေအဲ့ဒါဘာလုပ်တာအန်တုတာဘာလုပ်တာလဲဘုရားတိုင်နင်လားกว่าစရာလာခဲ့ငါအဝေးကနေဖတ်မယ်မမြင်ရတော့ဘူးမမြင်ရတော့ဘာလုပ်လဲမျက်စိစေးကမ်းမသွားဘူးလားဆရာရဲ့ကျွန်တော်ကျမမျက်လုံးကြည့်လို့သိမကောင်းဘူးခင်ဗျအသက်ဘယ်လောက်ရှိပြီလဲဆရာဝန်ကမျက်စိမကောင်းဘူးဆိုတဲ့ကအသက်အရင်မေးတာဆရာရဲ့တဲ့ခုမှ42နှစ်ရှိပါသေးတယ်အမှန်မှန်တော့45နှစ်ရှိနေပြီလျှော့ပြောတာဟုတ်ကဆရာဝန်သွားမလိမ့်နဲ့ပရိသတ်ကွန်ပျူတာရှေ့မှာမျက်စိစမ်းလိုက်တဲ့ကတမ်းအဖြစ်ပေါ်တာအသက်42နှစ်ကစပြီးတော့အဝေးအနီးလုံးဝမှုံသွားတာအဲ့ဒီကနေပြီးတော့မျက်မှန်ကြီးတာပြီးတော့ခတ်တီတီနဲ့ပရိသတ်ဘာလုပ်နေတာတုံးဆိုတော့အိုခြင်းသဘောတရားကိုအန်တုတာပဲဘာလုပ်တာလဲအိုမင်းရဲ့နင်မျက်စိကိုလာပြီးတော့ဆွေးမြေ့ယုံတဲ့ကတော့ငါကနင့်ဂယုမဆိုင်ဘူးဆိုပြီးတော့ပရိသတ်ဘာလို့တလဲမျက်မှန်ဆိုင်သွားပြီးတော့မျက်မှန်တတ်တယ်ဆိုတာအဲ့ဒါအိုခြင်းကိုအန်တုတာပါဘာကိုအန်တုတာလဲရသလား5 နှစ်နေတော့ဒီမျက်မှန်ကြည့်မကောင်းပြန်ပါဝါထတ်တိုးရတာပဲဘာတိုးရတာလဲကင်ပြောနေကြပါတယ်ပရိသတ်ပါဇက်ထဲကြည့်လိုက်စမ်းပါဦးပါဇက်ထဲပါရှိတယ်အဲ့ဒီသွားတွေကဟိုကနဲ့ဒီကရိုင်နဲ့ဖြစ်မလားဘူးလားမကြိုးဘူးလားသွားဆိုင်သွားပြီးတော့အိုခြင်းကိုအန်သွားတုတာဘာသွားတုတာလဲဆရာရဲ့ကျမသွားမကောင်းဘူးတော့ပြီးတဲ့ခါကျတော့ဘာဖြစ်လဲသွားတုတွေဆိုင်အဲ့တော့ဘုရားတို့ပေးတဲ့ကြည့်လိုက်စမ်းတကူလုံးခေါင်းမှလည်းအတုမျက်လုံးမှလည်းသွားမှလည်းအဲ့ဒီတော့ဘုန်းကြီးတို့ပေးတဲ့စဉ်းစားကြည့်ဘယ်လိုပင်ဒီအိုခြင်းသဘောတရားကိုအန်တုပါတော့လဲပဲရသလားမရဘူးအဲ့တော့ဘုန်းကြီးတို့ပေးတဲ့ပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးပြောချင်နေတာကစရာရဲ့သဘောတရားဘုန်းကြီးတို့ဘလို့ပင်အန်တုပင်တုပါတော့လဲပဲမရပါဘူးကဲဒါလေးဆိုကြည့်ပါအိုမင်းလာရောက်စရင်ကောက်သင်မကြောက်ပေဘူးလားအိုမင်းလာရောက်စရင်ကောက်သင်မကြောက်ပေဘူးလားအိုမာကိုယွင်းပြိုပြက်ပြမဆိုထားနဲ့နွမ်းရီမှုံသုံးမျက်နာအိုပင်နန္တာပဲ့ဖြံနေ့စဉ်လမ်း၍အိုမိကိစ္စတခဏစိတ်ချလက်ချနေလိုက်ပြီအဲ့တော့ဘုန်းကြီးတို့ဘုရားသားဘုန်းတော်ကောင်းတို့ဒီလင်္ကာလေးရဲ့အဖြေကဘာပြောတာတော့လို့ဆိုတော့ဒီဇင်ဘာ31ရက်နေ့ညသို့မဟုတ်မြန်မာနှစ်ဆန်း1ရက်နေ့ညဆိုရင်အိုမင်းကစရင်လာကောက်ပါတယ်ဟုတ်တယ်နော်အဲ့တော့စရင်လာကောက်တဲ့အိုမင်းကိုမချောက်ဘူးအိုရင်အိုကိစ္စမရှိဘူးမေးပြီးတော့ဒီမျက်နှာအမျိုးမျိုးတခါတည်းလှပပြုတ်ပြင်ပြီးတော့စရင်ဘလို့ပင်ကောက်ဘာတွေပဲစရင်တွေပဲပေးလိုက်ရဒီမျက်နှာကိုအမျိုးမျိုးဖီးလိမ်ပြင်ဆင်ဒီမျက်လုံးအမျိုးမျိုးဖီးလိမ်ပြင်ဆင်ပြီးတော့အဲ့ဒီလိုနဲ့ပဲဘုန်းကြီးတို့စိတ်ချလက်ချနဲ့နေလာလိုက်တာဟာကနေထက်တိုင်အောင်ရှိပါပြီတဲ့အဲ့တော့စိတ်ချလက်ချမနေနဲ့တဲ့ဘာလဲလဲဘုရားသားအဲ့တော့ဘုန်းကြီးကပြောရှင်တာကဒီဇင်ဘာ31ရက်နေ့ညရောက်တိုင်းမှာဘုန်းကြီးတို့ဘုရားသားတာဝေကယူရမှာဘာလို့ရမှာလဲအဲ့ဒါတာဝေကမယူဘဲနဲ့လေဟိုးဟက်ပီနယူရီယာဆိုပြီးတော့အသားကင်နေကင်လို့ကင်ဘီယာတွေတောက်လို့တောက်ဟင်
မိဘုံကြီးတွေဖိုးပြီးတော့ကလောကကက်ဆက်ကြီးတွေထမ်းဟာဂီတာကြီးတွေတီးအဲ့တော့ဘာလုပ်နေကြတာတော့ဆိုရင်အိုခြင်းသဘောတရားကိုပရိသတ်ခလန်ကဆန်လုပ်နေတာဘာလုပ်နေတာလဲအဲ့ဒီကနေရင်တီဆိုနေရင်လည်းပဲအဲ့ဒီအမျိုးသားအဲ့ဒီအမျိုးသမီးတွေဟာ Happy New Year ညကိုကြော်ဖြတ်သွားပြီမဲ့လို့သူတို့ကတော့အိုမင်းကစရင်ကောက်သွားပါပြီမင်းအသက်တစ်နှစ်ကြီးသွားပြီတဲ့ဗါတဲ့လေကဲအဲ့ဒီတော့တဖြည်းဖြည်းနဲ့ပေါ့လေဘေးတိုင်းအဲ့လိုအသက်တွေကြီးရင်ကနေပြီးတော့ကဲအဖိုးအဖွားဘွားပဲပြောလိုက်ကြပါစို့အဲ့အဖိုးဘွားကိုဆိုတော့အသက်80ကျော်လောက်ကပြောမယ်ဘယ်လောက်ကပြောမလဲမလေးတဲ့အသက်80ကျော်သွားတဲ့အဖိုးတို့ဘွားတို့နဲ့စကားသွားပြောကြည့်စမ်းဘိုးဘွားရိပ်သာတို့ဘာတို့မှအဖိုးတွေဘွားတွေရှိရင်သို့မဟုတ်ကွန်ပျူတာစုထဲမှာအဖိုးတို့ဘွားတို့ရှိရင်သွားမေးကြည့်တာသူတို့နဲ့အတူတူစကားသွားပြောကြည့်စမ်းသူတို့ဘာပြောတော့ဆိုလို့ရှိရင်သူတို့ပြောတဲ့စကားပရိသတ်အိုလာပြီဆိုမှတော့ဘာမှအသုံးမကျတော့ပါဘူးတဲ့သူတို့ပြောတဲ့စကားလေးသေချာမှတ်ထားဘုန်းကြီးကဘိုးဘွားရိပ်သာခဏခဏရောက်တော့အဖိုးတွေဘွားတွေနဲ့သိခင်တာအိုလာပြီဆိုမှတော့ဗျာတဲ့ဘာမှအသုံးမကျတော့ပါဘူးတဲ့အဲဘုန်းကြီးကမေးတယ်ဓမ္မကြီးတို့ဘိုးတို့ဘွားတို့ဘာဖြစ်လို့လဲဆိုတော့အိုးကိုရောနေတဲ့စိတ်သွားတိုင်းကိုမပါတော့ဘူးတဲ့ဘာလဲလဲပြောကြည့်စမ်းအဲ့ဒီစကားကိုဘုန်းကြီးတို့ပြေတာဘုံတော်ကောင်းတို့ကြားဘူးလားမကြားဘူးလားစိတ်သွားတိုင်းတေချာမှတ်ထားတော့စိတ်သွားတိုင်းစကားလေးကနှစ်ပိုက်ဖြစ်နေတယ်ပြေးတယ်ရှေ့မှာကစိတ်သွားတိုင်းဗါတယ်လေနောက်ပိုင်းကကောင်းပြီအဲ့တော့စိတ်သွားတိုင်းဆိုတာရယ်ကိုမပါဘူးဆိုတာရယ်စကားနှစ်ပိုက်စကားဘယ်နှစ်ပိုက်လဲအဲ့တော့အဲ့ဒီစကားနှစ်ပိုက်ကိုဘုန်းကြီးတို့ပြေးတယ်ပြန်ပြီးတော့ခြုံလိုက်ရအောင်သူတို့ပြောတဲ့စကားလေးကိုပြန်ခြုံလိုက်ရအောင်စိတ်နဲ့ကိုယ်နဲ့တဲ့ဘာနဲ့လဲအဲ့တော့စိတ်ဆိုတာကိုဘုန်းကြီးတို့ဒေသနာတော်မှာနာလို့သုံးတယ်ဘာလို့သုံးလဲကိုယ်ကိုရုပ်လို့သုံးတယ်ကိုယ်ကိုဘာလို့သုံးလဲတရားမှန်တော့စိတ်ကိုဘာတဲ့လဲကိုယ်ဆိုတာဒါမြင်ယုံနံပေါ့ယုံနံတော့ဘိုးတို့ဘာတို့ပြောတဲ့စကားနဲ့ပြောရင်စိတ်နဲ့ကိုယ်နဲ့ဘာနဲ့လဲမရေးတိုင်းကောင်းပြီအဲ့တော့စိတ်သွားတိုင်းဘာတဲ့လဲစိတ်သွားတိုင်းဆိုလို့ရှိရင်စိတ်သွားနိုင်သေးတယ်ပေါ့စိတ်ကဘာတဲ့လဲဘာတို့ဘိုးတို့ပြောတဲ့စကားကိုသေချာပြန်ဆန်းစစ်တော့မရေးတိုင်းစိတ်သွားတိုင်းဘာတဲ့လဲသူစိတ်ကသွားနိုင်သေးတယ်တဲ့သူစိတ်ကဘာတဲ့လဲဒါမြင်စိတ်သွားနိုင်တယ်ဆိုတာစိတ်စွမ်းအားတွေရှိသေးတယ်လို့ပြောတာဘာစွမ်းအားလဲအဲ့ဒါလေးကိုစလုံးလေးပြောင်းသုံးကြည့်အောင်ရေးတိုက်နာစွမ်းအားတွေရှိသေးတယ်ဘာစွမ်းအားရှိသေးလဲကိုမပါနိုင်တော့ဘူးဆိုတာကတော့ရုပ်အားတွေကြာနေတယ်ဘာတွေကြာနေလဲတခြားနားထောင်တော့နန်စွမ်းအားတွေရှိသေးတယ်တဲ့နန်စွမ်းအားပါတယ်လေရုပ်စွမ်းအားကကျသွားပြီတဲ့ရုပ်စွမ်းအားကပါတယ်လေအဲ့ဒါလေးကိုဘုန်းကြီးတို့ပြည့်တာဘုံတော်ကောင်းတို့နားလည်သွားပြီဆိုလို့ရှိရင်မြတ်ဗုဒ္ဓပေးထားတဲ့ဥပမာလေးတစ်ခုရှိတယ်ပြည့်တဲ့ရုပ်နဲ့နံကိုဘာနဲ့ပါဟုတ်လဲဒီလောကစကားနဲ့ပြောရင်တော့ကိုယ်နဲ့စိတ်ကိုပေါ့ဘာနဲ့တော့အဲ့တော့နန္တရားဘာတရားလဲနန္တရားကစိတ်နန္တရားကဘာလဲအဲ့တော့ဒီမှာနွားနှစ်ကောင်ရယ်လှဲရယ်ပေါ်မှာစပားတွေတင်ပြီးတော့အဲ့ဒီနွားလှဲပေါ်မှာလူတစ်ယောက်နွားလှဲမောင်းလာတယ်ဘာလဲမောင်းလာတာနွားရယ်လှဲရယ်လူရယ်ဘာလဲပြောဟာဟိုမှာနွားလဲကြီးလာနေတယ်နွားလဲကြီးလာနေနွားလဲကသူ့ဟာသူလာလို့ရလား
ဘသူရှိမှမောင်းတဲ့သူရှိမှဘသူရှိမှလဲဘုရားမောင်းတဲ့သူရှိမှဒီနွားလဲကလာလို့ရတယ်ဟုတ်လားကဲအဲ့တော့ဘုန်းကြီးတို့ဘုရားပေါင်းတော်ကောင်းတို့အဲ့ဒါလေးကိုနားလည်ပြီဆိုလို့ရှိရင်လှဲမောင်းသမားကနွားလှဲမောင်းတဲ့လူကဘာနဲ့တူတုံးဆိုလို့ရှိရင်နန္တရားနဲ့တူတယ်တဲ့ဘာတရားနဲ့တူတယ်တဲ့လှဲနဲ့နွားကရုပ်တရားနဲ့တူတယ်တဲ့လှဲနဲ့နွားကဘာနဲ့တူတယ်လှဲနဲ့နွားကသူ့ဟာသူသွားလို့ရသလားဘယ်သူရှိမှမောင်းတဲ့သူရှိမှဘယ်သူရှိမှလဲဘယေသားကဲအဲ့ဒါဆိုလို့ရှိရင်လှဲနဲ့နွားဟာယုံတာလှဲနဲ့နွားပါလဲမောင်းတဲ့လူကသုံးတာမောင်းတဲ့လူကပါဟုတ်သလားမဟုတ်ဘူးလားမောင်းတဲ့သူသည်လှဲနဲ့နွားကိုအသုံးချနေတာမောင်းတဲ့သူသည်လှဲနဲ့နွားကိုဘာလုပ်နေတာအဲ့ဒီလူမောင်းတဲ့အတွက်ကြောင့်မို့လို့လှဲနဲ့နွားဟာဘာလုပ်နေရတာဂျုံနေရတာဘာလုပ်နေရတာလဲဘယေသားဒါမင်းဘုန်းကြီးတို့ဘယေသားပေါင်းတော်ကောင်းတို့လှဲမောင်းသမားဆိုတာကသုံးတဲ့သူလှဲမောင်းသမားကလှဲနဲ့နွားကနားလည်ပြီနော်ကောင်းပြီအဖိုးတို့ဖွားတို့ပြောတဲ့စကားလေးကိုပြန်ပြောကြည့်ရအောင်ဘယေသားစိတ်သွားတိုင်းအဲ့တော့စိတ်သွားတိုင်းကိုမပါဘူးဆိုတဲ့စကားကိုကြည့်လို့ရှိရင်စိတ်ကသွားနိုင်သေးတဲ့အတွက်ကြောင့်မို့လို့သုံးအားတွေရှိတယ်တဲ့။ဘာအားတွေရှိတယ်လဲ။စိတ်ကသွားနိုင်သေးတဲ့အတွက်ကြောင့်မို့လို့ဘာအားရှိလဲ။စိတ်ဆိုတာနံလို့မပြောခဲ့ဘူးလား။နံဒီလဲမောင်းသမားနဲ့တူတယ်လို့မပြောခဲ့ဘူးလား။ဒါဖြင့်ဘိုးတို့ဘွားတို့ပြောတဲ့စကားစိတ်သွားတိုင်းဆိုစိတ်သွားနိုင်သေးတယ်တဲ့စိတ်ပါတယ်လေဟေးငါတို့မှာသုံးအားတွေရှိသေးတယ်တဲ့ဗါတယ်လေသို့တော့ယုံအားကြတော့မရှိတော့ဘူးတဲ့ကိုမပါနိုင်တော့ဘူးဆိုတာဘယေတတ်တွေယုံလို့မရတော့ဘူးလို့ပြောတာဘာမရတော့ဘူးတဲ့လေဒါမြင်ရင်ဘုန်းကြီးတို့ဘယေတပေါင်းတော်ကောင်းတို့အိုးလာတယ်ဆိုတာအသုံးမကြတာလားယုံမရတာလားတခြားပြန်နာထောင်အိုလာတယ်ဆိုတာဘယေတတေအသုံးမကြတာလားယုံမရတာလားဟုတ်တယ်သူတို့ယုံအားတွေကြသွားပြီဘာတွေကြသွားပြီလဲဟိုဒီယုံအားမကြခံနိုင်ရောလားဘယေတအသက်20လောက်တည်းကအိမ်အောင်ပြုနော်ဇနီးမယားသမီးသားစီဝါဥစ္စာတွေမနာမနဲ့ရှာဖွေပြီးတော့ကုံကျုံပြီးတော့မရှာခဲ့ဘူးလားအဲ့ဒီတုန်းကသူတို့မှယုံအားတွေအပြည့်ရှိတယ်ရှိသလားမရှိဘူးလားအမလေးတချို့များ14နှစ်နဲ့အိမ်အောင်ကြအဲ့ဒီတည်းကယုံလာတာပဲယုံသလားမယုံဘူးလားအဲ့တော့သူတို့အဲ့ဒီလောက်တည်းကယုံလာတဲ့ယုံအားတွေဟာဘေးတိုက်အသက်60ကျော်80ကျော်80အရွယ်ရောက်မှတော့ယုံအားကရှိပါတော့မလားယုံအားတွေဘာဖြစ်သွားလဲယုံအားတွေပါတယ်လေယုံအားတွေကျသွားပြီတဲ့ဒါမြင်သုံးအားတော့ရှိသေးတယ်ဘာအားကျသွားပြီယုံအားကျသွားပြီဘေးသတ္တေအဲ့တော့ဒီနေရာမှာဘုန်းကြီးတို့ပေးတာပေါင်းတော်ကောင်းတို့ကိုဘုန်းကြီးပြောချင်တာကအသုံးချတတ်လို့ရှိရင်တရားနာတော့အသုံးချတတ်လို့ရှိရင်ဘေးသတ္တေသုံးလို့ရတယ်အသုံးချတတ်ရင်အသုံးချတတ်ရင်ယုံအားကတော့ဗါတယ်မရှိတော့ဘူးတဲ့အေးဒါကြောင့်မို့လို့ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့သုံးအားတွေရှိနေတဲ့အဖိုးတို့ဖွားတို့ဘာလို့ရမလို့ဆိုလို့ရှိရင်ငါငယ်ငယ်လေးတွေကဒီဇနီးမယားသမီးသားတွေဒီအိုးတွေဒီတိုက်တွေဒီကားတွေဒီစိမ့်တွေဒီရွှေတွေရအောင်ငါရှာဖွေပြီးတော့ယုံလာခဲ့ရတာအခုငါမှယုံအားတွေကြာသွားပြီဒါပဲမဲ့လို့ကြာသွားတဲ့ယုံအားကိုငါသုံးအားနဲ့ဖလှယ်ပြီးတော့ဘိုးတို့ဝါတို့ဆိုတာပြေးတဲ့အိမ်မှာသူတို့ဘာလို့မှမရှိတော့ဘူးရှိသေးလားသူတို့ဘယ်သူမှလည်းမခိုင်းတော့ဘူးခိုင်းသေးလားပြေးတဲ့ဘာဖြစ်လို့လဲ
အဲ့ဒါပဲကြာသွားလို့ဘာဖြစ်လို့မခိုင်းတော့တာလဲအဲ့ဒါကိုတို့ကပေတီကုတ်ကပ်ပြီးနေသေးတယ်အိမ်မှာသိလားပေတီကုတ်ကပ်ပြီးနေသေးတယ်အဲ့ဒါယုံအားတွေကုန်သွားတဲ့အခါကျတော့မလုံးနဲ့တော့အိမ်မှာပါလေခလေးထိန်းပေါ့အိမ်ဆောက်ပေါ့ဒါပဲရှိတော့တာတို့လောက်ကဟုတ်တယ်မဟုတ်လားအဲ့ဒါပေတီကုတ်ကပ်ပြီးတော့ဘေးတိုင်းနေကြတယ်ဖိုးတို့ဘွားတို့ပြောခြင်းတဲ့စကားလေးဘေးတိုင်းလိုက်ဆိုကြည်သားမှာစိတ်သွားတိုင်းသာကိုမပါအဲ့ဒါမကောင်းပါစိတ်သွားတိုင်းသာကိုမပါအဲ့ဒါမကောင်းပါအဖိုးအဖွားသူတို့များညီးတွားနေကြတာအဖိုးအဖွားသူတို့များညီးတွားနေကြတာစိတ်ဆိုဒီမှာလဲဆရာဒေချာဒူလာတာစိတ်ဆိုဒီမှာလဲဆရာဒေချာဒူလာတာလဲနွားမပါကိုခန္ဓာမှန်စွာမှတ်ကြပါလဲနွားပမာကိုခန္ဓာမှန်စွာမှတ်ကြပါမြတ်စွာဘုရားဥပမာပြမိခဒေသနာမြတ်စွာဘုရားဥပမာပြမိခဒေသနာလဲဆရာဟာသုံးသူပါယုံနာနွားလဲပါလဲဆရာဟာသုံးသူပါယုံနာနွားလဲပါယုံအားသုံးအားဤနံပါတတိထားမြင်ရမှာယုံအားသုံးအားဤနံပါတတိထားမြင်ကြပါစိတ်သွားတိုင်းသာစကားဟာသုံးအားဖော်ပြတာစိတ်သွားတိုင်းသာစကားဟာသုံးအားဖော်ပြတာကိုမပါရာယုံအားမှာကြရာမရမှာကိုမပါရာယုံအားမှာကြရာမရမှာယုံအားကုန်ခန်းသုံးအားစွမ်းပြဇံအိုချိန်ခါယုံအားကုန်ခန်းသုံးအားစွမ်းပြဇံအိုချိန်ခါယုံအားတွေမရှိပေမဲ့လို့သုံးအားတွေရှိနေတဲ့အဖိုးတို့ဖွားတို့ချိန်တွေကိုအလကားမဖြုံးမဲနဲ့ပြည့်တဲ့အချိန်ကိုသုံးချရမယ်ချိန်ကိုဘာလုပ်ရမလဲအသုံးချရမယ်တဲ့ဒီတော့ပြည့်တဲ့တရားကောင်းစဉ်လေးပြန်ပြောကြစို့ဟိုရင်ဗါတဲ့လေအစွမ်းပြရမယ်ဘာစွမ်းပြရမလို့ဆိုရင်တရားစွမ်းအားဘာစွမ်းအားလဲပြည့်တဲ့ငယ်ငယ်တုန်းကဒီတရားလုံးအမထုံနိုင်ဘူးဒီဇနီးမယားသမိသားစီးပွားရှာမွေကျွေးမွေးနေတယ်တခါလဲတော်သေးတာပေါ့ပရိသတ်ပရမအရွယ်မှာလဲသေမင်းမခေါ်လို့ဒုတိယအရွယ်ရောက်လာရောဒုတိယအရွယ်ရောက်လာတော့သေမင်းကမခေါ်ဘူးခေါ်သလားဘယ်အရွယ်ရောက်လာပြီလဲတတိယအရွယ်ရောက်လာပြီဆိုရင်တော့သေမင်းကဘာဖြစ်လဲဘာဖြစ်လို့လဲစတုထအရွယ်မှမရှိဘဲနဲ့ဟုတ်တယ်မဟုတ်လားပထမအရွယ်မှာလည်းပဲသင်မင်းမျက်စိလဲသွားပြီးတော့ကိုမပါသွားဘူးဒုတိယအရွယ်ရောက်တော့လည်းပဲသင်မင်းမျက်စိလဲပြီးတော့တတိယအရွယ်ရောက်ရင်ဒီသင်မင်းကမျက်စိလဲပါတော့မလားတဲ့မှတ်မှတ်ကိုရောက်လာတော့မှာအဲ့တော့အရွယ်၃ပါးမှာပေါ့ဘုန်းကြီးပြောချင်တာအိုးရင်စွမ်းရမယ်ပရိသတ်အိုးရင်ပါတတ်လေအစွမ်းပြပါဘာစွမ်းပြရမလဲတရားအစွမ်းဘာအစွမ်းလဲပရိသတ်
တရားစွမ်းပြရမယ်ဒါကြောင့်လောကထဲမှာပြောတဲ့စကားပိဋကစိတ်သွားတိုင်းကိုမပါတဲ့ဗါတဲ့လေတော်သေးတာပေါ့စိတ်သွားတိုင်းတာကိုပါရင်လေချုပ်ထရောက်တာကြာဒီ90ကျော်ကြီးကစိတ်သွားတိုင်းကိုပါရင်ပြောပါတယ်ကာရာအိုကေသွားဆိုလို့ဆိုအနှိတ်ခမ်းသွားလို့သွားဘီယာသွားတောက်လို့တောက်လို့ကားတဲ့လူယုံရှင်ယုံတွေကမဖြစ်တော့ဘူးဖြစ်ပါတော့မလားမလေးအများကြီးပိဋကရေဘယ်မဲ့လဲရန်ကုန်မှာဘယ်မဲ့လဲပိဋကမကွေးလို့စေဟုတ်တယ်ပိဋကဟာရန်ကုန်မှာသွားကြည့်တခါတဲ့အသက်80ကျော်တွေ60ကျော်တွေဒီ50ကျော်သွားပြီဆိုတတိယအရွယ်တဲ့ဝင်သွားတာပဲ50ကျော်ပဲရွယ်တယ်ဒီနေ့လောကတတ္တ85နှစ်လို့သတ်မှတ်တယ်မို့လားအေး25 3ပုံလေပရမအရွယ်ကအသက်အစိမ့်နောက်ထပ်25နှစ်ထပ်တဲ့အသက်50ကဘာရွယ်လဲ50ကျော်သွားတာနဲ့ကိုင်းအဲ့ဒါစဉ်းစားတာကြည့်ပြီးတော့ဘေးတိုင်းအိုးစိတ်သွားတိုင်းကိုမပါဟာတော်သေးပေါ့စိတ်သွားတိုင်းတာကိုပါလို့ရှိရင်ဒုက္ခတွေကိုရောက်ကုန်လိမ့်မယ်သူတို့ကဒီကြားထဲပြောသေးလေးဗျာတဲ့အိုလာမကောင်းတော့ဘူးတဲ့စိတ်သွားတိုင်းကိုမပါဘူးတဲ့အမေသူတို့ကစိတ်သွားတိုင်းကိုပါခြင်းသေးတယ်အဲ့ဒါမပါတာကောင်းတယ်ဟုတ်လားဘေးတိုင်းမပါလို့ရှင်ယိုသေးလူယိုသေးအကြောခံနေရတာစိတ်သွားတိုင်းများကိုပါရင်လေမလေးဘေးတိုင်းကြောခံနေတဲ့တောင်ပါမှာမဟုတ်ဘူးနော်အဲ့ဒါကဘုန်းကြီးတို့ဘေးသားကိုဘုန်းကြီးကဗာပြောနေတာတော့ဆိုတော့အဘိုးတို့ဘာတို့ကိုပြပြောနေတာမဟုတ်ပါဘူးတန်ဝေကပွားဖို့လို့ဘာပွားဖို့လဲကိုလည်းမသေးသေးရင်အဲ့ဒီအရွယ်ကိုရောက်မလားမရောက်ဘူးလားအဲ့ဒီအရွယ်ရောက်ရင်ဘာလုပ်မှာလဲစွမ်းအားပြပါမယ်ဗျာဘာလဲဘုရားတပည့်တော်တို့ယုံအားတွေကုန်ပေမဲ့လို့သုံးအားတွေရှိပါသေးတယ်ဗျာယုံအားတွေအေးမနေ့မော်လင်ဘုရားရှိခိုးလို့ပတိစိတ်လို့မေတ္တာပို့လို့တရားအားထုတ်လို့ပရိပဋ္ဌာန်ယူလို့ဟုတ်တယ်မဟုတ်လားဘာလုပ်နေတာလဲသုံးနေတာဘာလုပ်နေတယ်မင်းကရှုံးမှမယုံနိုင်တော့ဘဲနဲ့သုံးတော့ဗောဟုတ်လားမေးသားတရားစခန်းနေမရှိဘူးလားအိုးရိတ်သားတွေမရှိဘူးလားသွားပါလားအဲ့ဒီမှာတခါတည်းတရားတွေဘာတွေမှတ်လို့စ조사ပွားများအားထုတ်လို့ယုံအားမှမရှိတော့ရင်တော့သုံးတော့ယုံအားမရှိရင်ဘာလုပ်မလဲယုံနိုင်တော့ယုံခဲ့ပြီးယုံနိုင်တော့ဘာလုပ်ပြီးလဲမယုံနိုင်တဲ့အချိန်ကျရင်ဘာလုပ်ရမှာလဲသုံးတယ်ဆိုတာအားအစွမ်းပြတာဘာစွမ်းပြတာလဲဒါကြောင့်ဘုန်းကြီးတို့ဘုရားပေါင်းတော်ကောင်းတို့ဒီနေ့ဘုန်းကြီးပေးတဲ့တရားကောင်းစဉ်လေးကဘာတဲ့အိုးရင်ဘာဖြစ်တယ်တဲ့လေအေးဒါကြောင့်ဘုန်းကြီးတို့ဘုရားပေါင်းတော်ကောင်းတို့ဒီကနေ့ညဟောတဲ့တရားကအသက်ကြီးလာတဲ့ထိအောင်ပေါ့အသက်ကတော့ကြီးနေတာပါပဲလေလောကစကားနေတာပြောတာဟုတ်လားအဲ့တော့ဘုန်းကြီးတို့ညီငယ်ညီမငယ်တွေလည်းမှတ်သွားငါသက်ကြီးလာရင်ဘာလုပ်မလဲယုံအားမရှိတော့ယုံအားမရှိငါသုံးအားသုံးချမှာသုံးအားသုံးချမှာဟုတ်လားမလားဘုရားတဲ့အဲ့ဒါကနေ့တဲ့ထိအောင်ကိုတတိယအရွယ်ဘဝနေဝိနေရောက်တဲ့ထိအောင်ကိုဘုရားတဲ့မသွားနိုင်တဲ့အိမ်မှာတွေ့ကပ်ပြီးတော့နေတဲ့အဖိုးတွေဖွားတွေကိုရှေ့ကရေးခဲ့တဲ့စာလေးမြေတုပ်ရည်နဲ့ထွေးရှုပ်ကမတွေ့တာသင့်ပါဘူးမြေတုပ်ရည်နဲ့ထွေးရှုပ်ခါမတွေ့တာသင့်ပါဘူးအရွယ်မှာချင်းတော့အသက်က80ကျော်အသက်ကဘယ်လောက်တဲ့ရှက်ဖွဲကွက်တတိထားကတကယ်ရန်သာပင်ကမ္မထံဘာဝနာခွင်၌ငါမမြင်ယုံနံရှိပါပဲအောက်အမှန်သိလျင်အနေမြတ်တိပါအောက်မှန်သိလျင်အနေမြတ်တိပါအတေတပိထဝလာနံစီသောအသေးတက်ပြီးထက်ဝလာနန်းစီတို့တက်လှမ်းချီရောက်သွားပါလို့တထောင်နာကမြိုက်တကိုလားစိုက်ကစေသာလို့ရှေ့ကရေးခဲ့တာဘယ်ကရေးခဲ့တာ
ဒါကြောင့်ဘုန်းကြီးတို့ပြည်သားပေါင်းတော်ကောင်းတို့တန်ဝေကညာရင်တန်နိုင်ကြပါစေတနေ့နဲ့တနေ့အိုးပြီးတော့လာတာတက္ကရာတွေပြောင်းခရစ်နှစ်လည်းပြောင်းဗမာနှစ်လည်းပြောင်းနှစ်ပြောင်းနိုင်မှာတန်ဝေကညာရကြပါစေလို့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဒီနေ့ခေါ်တဲ့တရားပရိသတ်ကိုအိုရင်စွမ်းရမယ်တဲ့ဗာတရားလဲဒါကြောင့်ဆိုလိုက်စမ်းမှာယုံအားကုန်ခန်းသုံးအားစွမ်းပြဇံအိုချိန်ခါယုံအားကုန်ခန်းသုံးအားစွမ်းပြဇံအိုချိန်ခါပြနိုင်တဲ့သူအာကလူစွမ်းသူခေါ်ရတာပြနိုင်တဲ့သူအာကလူစွမ်းသူခေါ်ရတာအိုရင်စွမ်းရတဘာဝဓမ္မပြောစရာအိုရင်စွမ်းရတဘာဝဓမ္မပြောစရာဒါကြောင့်အိုရင်စွမ်းပြနိုင်ကြပါစေအိုရင်ပါတယ်လေဒါနစွမ်းပြနိုင်ရင်ဒါနစွမ်းပြပါသီလစွမ်းပြနိုင်ရင်သီလစွမ်းပြပါဝိပဿနာဘာဝနာစွမ်းပြနိုင်ရင်လည်းပဲဝိပဿနာဘာဝနာစွမ်းနေပြပါလို့ဟောဒီနေ့ညမကွေးကရုဏာရှင်နာယီကိုကြီးမှုအသင်းကြီးမှာတရားနာလာကြတယ်တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်တွေဘာလာလုံနေကြတာတို့ဆိုရင်အစွမ်းလာပြနေတာဘာလာပြနေတာဒါနတတ်နိုင်တဲ့ပုဂ္ဂိုလ်ကလည်းပဲဒါနအစွမ်းနေမပြဘူးလားအခုသီလ7ပါးသီလဘယ်နှပါးသီလသီလရှင်ဆရာကြီးဆရာလေးများပါတဲ့အတွက်ကြောင့်မလို့ဘုန်းကြီးကသီလကို7ပါးသီလအတူကောက်ပေးလိုက်တာဟုတ်လားဘုရားသားရေအဲ့တော့အခုဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်တို့ရဲ့နှလုံးသားအိမ်ထဲမှာဥပဒထသီလလို့ဆိုတဲ့ဥပုသ်သီလကိုမရှိဘူးလားဒါမင်းသီလစွမ်းလဲပြတယ်ဗောစွမ်းနိုင်တဲ့ပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေလဲဒါကြောင့်ဘုန်းကြီးတို့တရားချစ်ခင်စိတ်ကောင်းဝင်တဲ့သူတော်စင်များအစွမ်းပြနိုင်ကြပါစေလို့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်ခေါ်တဲ့တရားပရိသတ်ရေနော်ဘာလဲတော့တရားကောင်းစဉ်ကအဲ့တော့ဘုန်းကြီးခေါ်တဲ့တရားနဲ့ပေးတဲ့ခေါင်းစဉ်နဲ့ကြိုက်လားမကြိုက်ဘူးလားကြိုက်ရင်ဘာလုပ်ရမှာလဲဟင်ကြိုက်ရင်တရားသိရမယ်ဘုရားလုပ်ပါကြိုက်ရင်ဘာလုပ်ရမှာတော့ဒါပဲရှိတာပဲပေးတဲ့ပေးတဲ့ခေါင်းစဉ်နဲ့ပေးတဲ့ဟောတဲ့တရားနဲ့ကြိုက်တယ်တရားသိဆိုပဲပေါ့ဟုတ်တယ်မဟုတ်လားသိရမလားမသိရဘူးလားဟင်ဧကံသမေယံဘဂဝါသာဝတိယံဝိဟာရတိစေတဝေနေအနာထပိဋိကတာအာရမေယောဇဝတတတံဇိဝေတိဣမံဓမ္မဒေသနံသာဓာစေတဝေနေဝိဟရန္တောဘာဟုပုတ္တိကသောနာထေရိအာရဘကထေတိယောဇဝတတတံဇိဝေတိမန္ဓမဒေသနာယောဇဝတတတံဇိဝေစရှိသောဣတယဒေသနာတော်မြတ်ကိုတထာလူနာတို့ဆရာဘုရားမြတ်စွာကသာဝတိယံသာဝတိခေါ်တဲ့ရွှေမြို့တော်မှာအာနာတပိဋိကသအနာတပိဂုံသိပြမွေးရှင်တထေဤအာရမေနှလုံးဝေလျော်ပျော်ဝေရကောင်းအောင်ဆောက်လုပ်၍လူရန်အပ်သောစေတဝနေစေတွန်ခေါ်ကြောင်းတိုက်တော်မှာဝိဟရန္တောယပဒလေးလီဖြင့်မြတ်ကြီးရှင်ပြုံးတရင်သုံးဆံမဲ့တော်မူနေစဉ်ခါကာလစီတုံးကသောနာထေရိသောနာလို့အမည်ရတဲ့ဘိက္ခုနီမကြီးကိုအာရဘအကြောင်းပြု၍ကထေတိကရုဏာရှင်ဓမ္မေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းယ
ယုံအားတွေကုန်ပေမဲ့လို့ဘေးသတ္တေသုံးအားတွေကိုသုံးချသွားတဲ့ဘိက္ခုနီမကြီးတစ်ပါးရှိတယ်တဲ့ဘုရားမြတ်စွာသာသနာတော်မှာအဲ့ဒီဘိက္ခုနီမကြီးရဲ့နာမည်ကသောနာထေယီဘယ်လိုလဲရှေ့နာမှာသလုံးတစ်လုံးရှိသေးတယ်ဘာဟုပုဒ္ဓိကသောနာထေယီဘာဟုဆိုတာအများကြီးပုဒ္ဓိကသာသမီတွေအများကြီးရှိတယ်ဒေါသောနာအသက်80ကျော်မှာဘုရားမြတ်စွာသာသနာတော်ကိုရောက်လာတယ်တဝတိမြို့မှာအေးတဲ့ အနာရဘိန်တို့နိဗ္ဗာန်ချမ်းသာကြွယ်ဝတယ်တထေးကြော်ကြီးပဲတထေးကြီးကွယ်လွန်နေစာရောက်သွားတော့သာသမီ10ဦးကြံခဲ့တယ်ဘယ်နှဦးကြံခဲ့တယ်အဲ့တော့သာသမီ10ယောက်ကဘာလို့ကြတော့ဆိုတော့အဲ့ဒီဒေါသောနာကြီးရှိမှအမွေတောင်းကြတယ်ဘာလို့ကြတယ်လဲအဖေဆုံးသွားပြီတဲ့အမေတယောက်တည်းဒီအမွေတွေထိမ့်သိမ့်ထားလို့မဖြစ်တော့ဘူးသားတို့သမီးတို့ကိုပေးသားတို့သမီးတို့အကုန်ခွဲပေးပြီးတော့သားအိမ်မှာတလသမီးအိမ်မှာတလအမေလိုက်နေပါဒါနဲ့ဘွားကြီးကလည်းသားသမီးစကားယုံပြီးတော့ပေးတဲ့အမမပုံရမှာက17ပုံပုံရမှာဘယ်နှပုံပုံရမှာသားသမီးယုံတော့ဘွားကြီးက10ပုံပဲပုံပြီးတော့ကဲကဲရော့ရော့ရော့ယူကြသူ့ကိုတပုံလောက်ခြံထားဖို့ကောင်းတာဟုတ်တယ်မို့လားအဲ့တော့ဘုန်းကြီးတို့မကွေးရဒကာဓမ္မတွေဘုန်းကြီးမှာခဲ့ပြရသေးသားသမီးများအမွေပေးရင်တပုံတော့ခြံတာဘာလို့ရမလဲအကုန်မပေးပြင်းနဲ့ကြားလားသားသမီးတွေကတော့ဘုန်းကြီးမျက်စောင်းထိုးနေပါလားဒီတော်သောနာဟာကြည်ပရိသတ်အမှန်မှဆိုသူ့ပစ္စည်းလေးနဲ့သူ့အပုံလေးသူရှိနေသေးတာတော်သေးတယ်အခုတော့သားသမီးတွေကအမေရဲ့သားသမီး10ယောက်တောင်းပါတအိမ်တလပဲစားပါအောင်တော့အမေစားလို့တော့မကုန်ဘူးကျွန်တော်တို့ကြွေးထားမှာပေါ့အဲ့ဒါနဲ့ဘွားကြီးကယုံပြီးတော့တို့တို့ပြောဆိုပရိသတ်တခါတည်းရော့အင်းနဲ့အကုန်လုံးတခါတည်းခွဲချမ်းစိတ်ပြပြီးတော့ပေးပြီးတော့သားကြီးအိမ်မှာသွားနေတလလောက်ကြာတဲ့အခါကျတော့ချွေးမကမကြည်တော့ချွေးမကဘာဖြစ်လဲပရိသတ်ချွေးမကကြည်သလားမကြည်ဘူးလားမကြည်တော့ဘူးဘွားကြီးနဲ့အိမ်လာနေတာတလသားအငယ်အိမ်တော့မသွားဘူးပေးတာချင်းအတူတူတို့အိမ်မှာတလတောင်ကြော်သွားပြီဆိုတော့ဘွားကြီးကကြာအဲ့ဒါနဲ့ကဲသားဒုတိယသားအိမ်သွားဒီတိုင်းပဲနောက်အိမ်သွားဒီတိုင်းပဲတို့တို့ပြောဆိုပရိသတ်သားသမီး10အိမ်ပဲမှဒီဘွားကြီးနေလို့အဆင်မပြေဘူးမပြေဘူးဆိုတာလည်းပဲနည်းနည်းတော့ပြောခဲ့ရအောင်မယ်အသက်ကြီးလာရင်ဒကမာကြီးများဟာလေအဖွားအိုတော့စကားများတဲ့အဲ့ဒါတော့ပြောကြည့်စမ်းအဖိုးအိုရင်စိတ်တူတယ်တဲ့အဖိုးအိုရင်ပါတယ်လေဟုတ်သလားမဟုတ်ဘူးလားဟုတ်တယ်အသက်ကြီးလာရင်ဒီဒကမာကြီးတွေကလည်းပြစ်တောင်းမရှိမစတော်တော်များနေရတဲ့ကတို့ပါကိုယ့်ကိုယ်သားလေးမနေဘူးဟိုကိစ္စဝင်ပါပြီဒီကိစ္စဝင်ပါပြီသားသမီးတွေကပြောအမေတို့ကလည်းသားနေတော့ဝင်ပါနဲ့ဟဲ့နင်တို့ကဗာတိတို့လူကြီးကနင်တို့ကိုပြောတာကောင်းတယ်ထင်လို့ပြောတာသူတို့ခင်းနဲ့ကိုခင်းနဲ့လည်းမတူတော့ဘူးတူသေးလားဘယေသားရေအဲ့တော့ဘုန်းကြီးတို့ဘယေသားရေသားသမီးတွေကိုဘုန်းကြီးပြန်မှာခဲ့ပါရစေဩငါလည်းအသက်ကြီးလာရင်ဒီလိုပစီပစများပြီးတော့ပြစ်တောက်လုံးမှာပဲအဲ့ဒါအသက်ကြီးလာရင်အဖွားကြီးတွေစကားများတယ်အဖိုးကြီးတွေကစိတ်တူတတ်တယ်တဲ့ဘုန်းကြီးတွေကဗါတယ်တော့တခါပြောသေးတယ်မင်းတို့ကွာလုံနေကိုင်းနေတာငါစိတ်နဲ့ကိုတော့ငါငယ်ရများဆိုရင်တော့ငါပြန်ငယ်ချင်းနဲ့စိတ်တူတာဘာဖြစ်တာလဲဘယေသားရဲ့ဒီသားသမီးတွေလုံနေကိုင်းနေတာကြည့်ပြီးတော့စိတ်တိုင်းမကြတာကအဖိုးတို့နေရတဲ့ကဝင်ပါတာကဘုန်းကြီးပြောတာမဟုတ်ဘူးနော်သောသူပြောတာဘာလို့လဲတာအဲ့ဒါလေးနားလည်ပေးထားဘယေသားရဲ့တက်ကြီးလာရင်စကားများလိမ့်မယ်တက်ကြီးလာရင်ဘာဖြစ်လဲဒကာကြီးတွေဆိုရင်သိခံကြခွင့်လို့ကြကိုလည်းအဲ့ဒီအရွယ်ကြရင်အဲ့ဒီလိုပဲဖြစ်မှာပါပဲလို့အဲ့တော့ဟိုရင်သွားလဲအစင်မပြေဒီရင်သွားလဲအစင်မပြေနဲ့နောက်ဆုံးတော့ဘေးသားကြီးဒေါသောနာကြီးဘယ်ရောက်လာသလဲဘုရားเจ้าရောက်လာတယ်ဗောဘယ်ရောက်လာသလဲမြတ်စွာဘုရားရဲ့သာသနာတော်ကြီးတည်ထောင်ထားတာဘိက္ခုနီသာသနာတဲ့
အဲ့ဒီဘိက္ခုနီသာသနာတော်မှာအကြီးဆုံးဘိက္ခုနီမကြီးကဂေါရမီဘာလို့လဲမဟာဗဇာပတိဂေါရမီလို့လဲခေါ်တယ်မိတွေတော်ဂေါရမီလို့လဲခေါ်တယ်အဲ့ဒီမိတွေတော်ဂေါရမီထေရီမကြီးထံမှာဘုရားသားအသက်80ကျော်မှရုံအားတွေကြသွားတော့မှအသက်80ကျော်အိုမင်းမဆွမ်းဖြစ်တော့မှဘုရားမြတ်စွာသာသနာတော်ကိုဝင်လာတယ်ဘုရားမြတ်စွာသာသနာတော်ကိုဝင်လာတဲ့အခါကျတော့ဘိက္ခုနီအငယ်တွေရှိဘိက္ခုနီငယ်တွေရှိတော့အသက်ကြီးမှဝက်လာတော့ဘုန်းကြီးတို့သာသနာတော်သုံးရင်တော့တောထွက်ပေါ်လေငယ်ပြီမဟုတ်တော့အသက်ကြီးမှသာသနာတော်ဝင်လာတော့ဟိုလူကနှိမ်ဒီလူကနှိမ်အဖွားကြီးမြို့ထဲမှာတထေးသာသမီတွေအကုန်လုံးအမွေပေးငါတို့သူ့အိမ်ရှိသွားပြီးတော့ဆုံးရတော့ဆုံးလေးတစ်စုံလောင်းမမရဘူးခုမှဘုရားသာသနာတော်ဝင်လာဘိက္ခုနီသာသနာတော်ဝင်လာဘိက္ခုနီမလာဝင်လို့အိုမိမစွမ်းဖြစ်လာတော့မှသာသနာတော်ရောက်ဆုံးခံကလည်းမလိုက်နိုင်ဘူးအသက်ကြီးတော့အဲ့တော့ဘာလို့ရတော့ဆိုတော့ဘုရားတိုင်ဝေယဝစ္စဘာလို့ရတယ်လဲအိုးဘိက္ခုနီမအငယ်တွေကဟိုအားခိုင်းဒီအားခိုင်းဒေါသနာကြီးလာသားမအောင်ဒီပြီးတော့မှသင်္ကန်းလေးလျှော်ပေးပါအောင်သူကများလျှော်ရတယ်ဘာလို့သူတို့ခံကြွေးတဲ့ဆွန်စားနေတာမဟုတ်လို့ဒေါသနာကြီးဒီပြီးတော့တို့ဒီနေ့ချမ်းတယ်ရေအေးလေးနဲ့ရင်သွေးလေးနဲ့စက်ချိုးခြင်းလို့ရင်သွေးတည်ပေးပါအောင်ဆိုမိဘတဲ့ကိုနဲ့80ကျော်ကြီးကရင်သွေးသွားတည်ပေးရတာဘုရားတိုင်အဲ့ဒီလိုဘိက္ခုနီသံဃာရဲ့ဝေယဝစ္စတွေကိုဆောင်ရွက်လို့ပြီးပြီဆိုရင်ဘုရားတိုင်သူ့အချိန်ကအလတ်ချိန်ကညချိန်ဘယ်ချိန်လဲကဲတနေ့လုံးဝေယဝစ္စလှုပ်ထားတာအသက်80ကျော်ဘိက္ခုနီမအိုကြီးဟာအသက်ကလည်းရပြီဘုရားတိုင်ညပိုင်းဆိုရင်တအားပင်မနေပြီပင်မပင်မယ်လို့ဒေါသောနာကြီးဘာလို့တုံးဘုရားတိုင်တရားမှတ်တယ်ဘာလို့တလဲအဲ့တော့နေ့လေကင်းပင်မနာတဲ့အခါကျတော့အိတ်ချင်ရောအိတ်ချင်တော့တရားမှတ်တော့ထိုင်မှတ်လို့ရှိရင်ဘုန်းကြီးတို့ဘုရားသားဘုန်းတော်ကောင်းတို့အိတ်လို့ရတယ်ထိုင်မှတ်ရင်ရလားမရဘူးလားနည်းနည်းဆုံးတော့ငိုက်လို့တော့ရတယ်နည်းဆုံးတော့ဗါတယ်အနည်းဆုံးတော့ငိုက်လို့ရတော့ထိုင်မှတ်တယ်ငိုက်တယ်ငိုက်တော့ဒေါသောနာကငိုက်လို့မဖြစ်ဘူးငါရုံအားတွေကြနေပြီမဲ့လို့ငါမှ3အားရှိသေးတယ်ငါ3အားဖြစ်တော့မယ်အဲ့တော့ဘာလို့တော့ဆိုညကြလို့ရှိရင်ကြောင်းကြီးအောက်ထပ်တဲ့ဝင်သွားပြီးတော့တိုင်လေးကိုလက်နဲ့ကိုင်းတတိုင်းနဲ့တတိုင်းလက်နဲ့ကိုင်းပြီးတော့အိတ်ငိုက်မှာကြောက်လို့ပဲရေးတိုင်းအဲ့ဒါတိုင်မှာမတ်တရားမှတ်လိုက်တိုင်လေးစမ်းသွားပြီးနဲ့ဉာဏ်လျှောက်ပြီးမှတ်လိုက်တယ်အဲ့ဒီလိုနဲ့တရားမှတ်နေတာသူ့ရဲ့စွမ်းအားတွေကိုသူအသုံးချတယ်အဲ့ဒါတို့ပြောလိုက်ကြပါစို့ဘုန်းကြီးတို့တခုတော့ဓမ္မသဘင်ပေါ့လာဝတိပြီဇေတဝန်ရွှေကျောင်းတော်မှာမြတ်စွာဘုရားဓမ္မသဘင်တရားပွဲကြီးရှိတော့ဘိက္ခုနီမတွေကတရားနာသွားဖို့လို့ပြင်းနေစင်နေကြတာသင်္ကန်းတွေပါလေပခုံးပေါ်တင်ကြဖို့လေဒုက္ခသင်္ကန်းပခုံးပေါ်တင်တဲ့ဘိက္ခုနီမကတင်ဖို့သင်္ကန်းယုံတဲ့ဘိက္ခုနီမကယုံဖို့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကဘိက္ခုနီသာသနာအကြောင်းလေးဘုန်းကြီးနည်းနည်းပြောမယ်မြတ်စွာဘုရားလက်ထက်ကဘိက္ခုနီမတွေကအခုသီလရှင်တွေဝတ်တဲ့အဝတ်စားတစ်ခုမှမဟုတ်ဘူးပဲဘုန်းကြီးတို့ဝတ်တဲ့ဒီသင်္ကန်းပဲဒီဘုန်းကြီးတွေဝတ်တဲ့ဒီသင်္ကန်းဘုန်းကြီးတွေဝတ်တဲ့ဒီသင်းမိုင်ဘုန်းကြီးတွေဝတ်တဲ့ဒီဧကတိဘုန်းကြီးတွေဝတ်တဲ့ပခုံးပေါ်မှာတင်းတဲ့နှစ်ထသင်္ကန်းကြီးဒုက္ခသင်္ကန်းလို့လည်းခေါ်တယ်။ဘာသင်္ကန်းလို့ခေါ်လဲ။ဘုန်းကြီးတွေပွေ့တဲ့တပိတ်ဆွမ်းခံစားတဲ့တပိတ်သူတို့လည်းအဲ့လိုတပိတ်ကင်ခွင့်ရှိတယ်။အဲ့ဒါဘုရားလက်ထက်ကဘိက္ခုနီမတွေကလေဘုန်းကြီးတွေဝတ်တဲ့သင်္ကန်းနဲ့ဒူဒူပဲသူတို့မှလည်းဒုက္ခသင်္ကန်းရှိတယ်။ဒီဒုက္ခသင်္ကန်းပဲသူတို့ဒီတပိတ်ပဲသူတို့လည်းကာယနောက်ပြီးတော့သိဘိက္ခုနီအမျိုးသမီးတယောက်ဘိက္ခုနီသာသနာတော်ဝင်တော့မယ်ဘိက္ခုနီဝတ်တော့မယ်ဆိုလို့ရှိရင်ဘုရားတိုင်သိနှခါဝင်ရတယ်သိမနှခါဝင်ရတယ်ဘိက္ခုနီသံဃာကအဲ့ဒီဘိက္ခုနီမလေးကိုအဲ့ဒီအမျိုးသမီးလေးကိုသင်္ကန်းတွေပါတွေဝတ်ပေးပြီးလို့ရှိရင်သိနဲ့ခေါ်လာခဲ့ခေါ်လာပြီးတော့ဘိက္ခုနီမလေးအားလုံးဝိုင်းပြီးတော့ကမောဝါစာနဲ့ကမောဝါဖတ်ရတယ်အဲ့ဒါသိတစ်ခါတက်ပြီးပြီးလို့ရှိရင်အဲ့ဒီဘိက္ခုနီမလေးကိုခေါ်လာခဲ့ပြီးတော့ယဟန်တန်ဃာတော်တွေယဟန်ယောက်ျားတွေပေါ့အဲ့ဒီမှာအမျိုးသမီးတွေအလကောင်မှာထားပြီးတော့ယဟန်တွေကဝိုင်းပြီးတော့ကမောဝါဖတ်ပေးရတယ်သိနှစ်ခါတက်ရတယ်သိဘယ်နှခါတက်ရတယ်အဲ့တော့မြတ်စွာဘုရားလက်ထက်ကဘိက္ခုနီသာသနာဟာအဲ့ဒီလိုအဲ့တော့သင်္ကန်းလည်းဒီသင်္ကန်းပဲတပိတ်လည်းဒီတပိတ်ပဲဒုက္ခလည်းဒီဒုက္ခပဲအဲ့တော့ဘိက္ခုနီမတွေမှာပရိသတ်သင်္ကန်းတစ်ထည်တော့အပူရှိတယ်ဘာသင်္ကန်းတော့လို့ဆိုတော့ဘုန်းကြီးတို့စာထဲမှာပြောတာကတော့ရင်လွှမ်းသင်္ကန်းနဲ့ဘာသင်္ကန်းတယ်လဲ
အဲ့ဒါအထဲမှာဘိက္ခုနီမတွေကိုမြတ်စွာဘုရားတိချအဲ့ဒါသင်္ကန်းတစ်ထည်ထပ်ခွင့်ပြုတယ်ဒီနေ့ခေတ်နဲ့ပြောရင်တော့ဘုန်းကြီးတို့ပြည်သားနားလည်အောင်ပြောရင်တော့အိုးယဟန်ယောက်ျားတွေယဟန်တန်ဃာတော်တွေဒီနေ့ဝယ်တဲ့အထက်ကအန္တကိုက်ဆိုတာမြင်ဘူးလားအန္တကိုက်အင်ကြီးမြင်ဘူးလားအဲ့ဒီလိုပုံစံမျိုးဖြစ်မှာပေါ့အဲ့ဒါရင်လွှမ်းသင်္ကန်းဆိုပြီးတော့အမျိုးသမီးဘိက္ခုနီသာသနာအတွက်တိချမြတ်စွာဘုရားအဲ့ဒီသင်္ကန်းတစ်ထည်ထပ်ပြီးတော့ခွင့်ပြုတယ်ကျန်တာကတော့အလုံးတူတူပါပဲအဲ့တော့ဘိက္ခုနီမတွေတရားနာသွားမလို့ဆိုပြီးတော့ဒုက္ခသင်္ကန်းနဲ့ဒုက္ခသင်္ကန်းမခုံမတင်တဲ့ဘိက္ခုနီမကတင်းသင်္ကန်းယုံတဲ့ဘိက္ခုနီမကသင်္ကန်းတွေပါတွေယုံနေတော့ဒေါသောနာကြီးကမေးတယ်ရှင်မတို့ရှင်မတို့ဘယ်သွားကြမလို့တော့မြတ်စွာဘုရားကျောင်းတော်တရားနာသွားမလို့တပည့်တော်လည်းလိုက်ပြရသေးတပည့်တော်မြတ်စွာဘုရားကိုသာသနာပေါင်းကိုဝင်တဲ့နေရာစပြီးတော့မြတ်စွာဘုရားကိုတပည့်တော်တခါမှမဖူးဘူးသေးဘူးမြတ်စွာဘုရားတရားတော်တပည့်တော်တခါမှမနာဘူးသေးဘူးအဲ့တော့ရှင်ဘုရားတို့အဖို့ကောင်းတော့တပည့်တော်မှလိုက်ပြရသေးဘုရားဆိုတော့ဘေကုဏီမတွေကဘာပြောတော့ဒေါသောနာကြီးမလိုက်ပါနဲ့တဲ့တွားမယ်ခကြီးကဘေကုဏီကျောင်းကဘေးတိုင်မြို့ထဲမှာဘေကုဏီကျောင်းကဘာမှလဲဇေတဝန်ကျောင်းကမြို့ပြင်မှာဇေတဝန်ကျောင်းကဘာမှလဲခကြီးနဲ့ဝေးတယ်အဲ့တော့မောင်ထဲမှာဒေါသောနာကြီးကိုစောင့်ပြီးတော့တပည့်တော်မခေါ်နိုင်ဘူးဒေါသောနာကြီးအသက်ကလည်းကြီးပြီမမြင်မဆန်းနဲ့ဒေါသောနာကြီးနေခဲ့ပါလိုက်ပြရသေးဖေဟာမလိုက်ပါနဲ့နေခဲ့ပါဘယ်ဘေးခုနီမကမှပရိသတ်ဒီဒေါသောနာကြီးကိုတရားနာသွားဖို့လို့ခေါ်ရှင်အဲ့ဒီတည်းမှာဘေးခုနီမတစ်ပါးကဒေါသောနာကြီးကိုကပ်ပြီးတော့မှားခဲ့သေးတယ်ဒေါသောနာကြီးနော်တဲ့တပည့်တော်တို့ပြန်လာလို့ရှိရင်ရေနွေးတောက်ရအောင်လို့တပည့်တော်တို့ရေနွေးအိုးလေးတို့ကြိုထားပေးပါတဲ့အဲ့ဒါရှင်မကြီးတာဝန်တော့တဲ့ရှင်ဘုရားတာဝန်ယူတဲ့ဆိုတော့ဘယေတိုင်သူတို့ခံကြွေးတဲ့စွန်းကိုစားနေရတဲ့ဒေါသောနာကြီးကသူတို့ဝေယဝဆကိုခါတိုင်းလည်းလုံပေးနေကြဆိုတော့ဂိုင်းသူတို့ခိုင်းတာငါလုံးဝပဲဖြစ်မယ်ဆိုပြီးတော့မိဖို့လည်းဝင်ပြီးတော့ယူနေဦးတွေတဲယူနေဦးကျိုးတဲ့စိတ်မကောင်းဖြစ်လာတတိုက်လုံးမှာတိတ်ဆိတ်နေတာဘိက္ခုနီတန်ကတဘာမှမရှိဘူးဒေါသောနာတဘာနဲ့ကြောင်းဆောက်ကြံနေခဲ့တာတရားနာခြင်းရဲ့လည်းတရားမနာရဘုရားဖူးခြင်းနဲ့လည်းဘုရားမဖူးရအဲ့ဒီမှာဒေါသောနာကြီးစိတ်မကောင်းဖြစ်ပြီးတော့ဘယေတိုင်ဘာလို့လဲမျက်ရည်တွေကျတယ်စိတ်မကောင်းဖြစ်ပြီးဘာဖြစ်လဲလူလောကနေတော့လဲသားသမီးတွေကမကြည်ဘူးဘုရားမြတ်စွာသာသနာတော်ရောက်လာပြန်တော့လည်းပဲဘိက္ခုနီမတွေကမကြည်ဘူးဩငါဘဝအဖြစ်ဆိုးလာကြီးလားနဲ့ဆိုပြီးတော့ဘယေတိုင်အဲ့ဒီမှာဒေါသောနာကြီးမိဖို့ဘေးမှာယူနေဦးကြိုနေရင်းနဲ့ငိုးနေတဲ့အတန်ကိုဘုံ၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကပရိသတ်၏ဇေတဝန်ရွှေကျောင်းတော်ကကြာတော်မူသည်ဟိုတရားဝဲစနေပြီဟိုမှာဘာဖြစ်လဲဒိဗ္ဗသောတာအဘိညာဉ်ဖြင့်ဘုရားရှင်ကိုရောမြတ်ဒေါသောနာကြီးငိုနေတဲ့အတန်ကိုကြာတော်မူတော့မှအသက်80ကျော်မြတ်စွာဘုရားသာသနာတော်ကိုဝင်လာပင်ဝင်လာပါညာတော့လည်းပဲနေ့မှာဝေယဝဆညမှာသူ့ရဲ့ရုပ်အားတွေကုံသွားတာကိုသုံးအားပေါ်မှာမူတည်ပြီးတော့ညာတိုင်းဝိပဿနာတရားတွေဉာဏ်ကြုတ်ကိုအထုတ်ထားတာတမာတိအားတွေကောင်းနေပြီလနဲ့ချီပြီးတော့အထုတ်ထားတဲ့တရားတမာတိအားတွေကောင်းနေပြီဒီအချိန်မှာငါဘုရားရှင်ကိုရောမြတ်တရားခေါ်တော်မူလိုက်ရင်ဒီဒေါသောနာကြီးသည်ပရိသံမိရာညာ၄ပါးနဲ့တကွာယဟနာဖြစ်မယ်လို့မြတ်စွာဘုရားမြင်တော်မူတဲ့အခါကျတော့မှဘုံတော်၆ပါးသခင်ဘုရားရှင်ကိုရောမြတ်ကဘေသတ္တရေဟောစေတော်ရွှေကျောင်းတော်ကနေပြီးတော့ဩဓာတရောင်ကြီးတော်တဲ့ဘာရောင်ကြီးတော်တဲ့နီလပိတာလောဟိတမေစိတ်တပပတရလို့ခေါ်တဲ့ရောင်ကြီးတော်6ဆူတဲ့ကဩရာဒရောင်ကြီးတော်ဘာရောင်ကြီးတော်လဲသွားတော်လေးတာဆွဲတော်40အုံနှလုံးမွေဖြူပွေးအနွယ်မြဲဖြူတော်မြရိုးရာသွဲဩရာထဖြူစွာလွန်စင်ကျဲသဘင်ကျယုံစွန်ကုန်ပမံဝဲပြူပစိုးဖြံဝဗရံပလက်စစ်လို့ရွယ်နေဖာမအရှိန်ဟာစိန်လျာဘုံတန်တံ
စိန်အောင်ကြီးကိုနေတော်နဲ့ထိလို့အယောင်နေတလဲလက်နေသလိုသွားတော့လေးတာဆွဲတော့40အုံနှလုံးမွေဖြူပွေးအနွယ်မြဲဖြူတော်မြရိုးရာသွဲဩရာဒဖြူစွာလွန်စင်ကြဲသွားတော့ဆွဲတော့မြဲဖြူတော်အောင်နှလုံးမွေရှင်တော်ကနေပြီးတော့စုပြုံပြီးတော့တစုနဲ့တဝေးတဲ့လက်နေဓာမီနဲ့ထိုးလိုက်သလိုဒေါသောနာကြီးရေနွေးကြိုးနေတဲ့မိဖို့ဆောင်ကန်းတွေမှာလင်းထိန်လို့လာတော့ဒေါသောနာလန့်သွားတယ်တဲ့ဒေါသောနာဘာဖြစ်လဲအမလေးအယောင်နေလက်လိုက်တာဘာသာမလေးဘာယောင်မလေးအဲ့ဒီယောင်ကြီးတော့လွန်ပြီးတော့ဩရာဒယောင်ကြီးတော့လွတ်တော်မူပြီးတော့မှဘုရားရှင်ကိုရောမြတ်ကနောက်ကနေပြီးတော့အတန်တော်လွတ်တယ်တဲ့ဘာလွတ်တယ်လဲပထမလွတ်တာကယောင်ကြီးတော်ပထမလွတ်တာကဘာလဲလဲနောက်ကနေဘုရားရှင်ကိုရောမြတ်ကယောစာဝတ္တတတံဇီဝေအပ္ပတံဓမ္မမုဒ္ဓမံဧကံဇီဝိတံသေယောပတ္တတောဓမ္မမုဒ္ဓမံသောနေจิตမိသောနာသောနေတရားနာမလိုက်ရလို့မိဘဝေမှာမြည့်ရည်တွေဖြိုင်ဖြိုင်ကြနေတဲ့จิตမိသောနာယောစခြင်းသူတိကောင်ဩဓမ္မမြတ်သောလောကုတ္တရာတရား၉ပါးကိုအဘသံမမြင်ပါပဲဝတ္တတတအနှစ်တရားကာလဘလုံးဇီဝေအသက်ရှိညာတတောထောလောကုတ္တရာတရားကိုမမြင်သောသူအနှစ်တရားသက်ရှိခြင်းတည်းဩဓမ္မဓမ္မမြတ်သောလောကုတ္တရာတရားကိုပတ္တတော်မြင်သောသူဤဧကဟံတရမြဝါတကနာမြပင်ဇီဝေတံသက်ရှိရခြင်းဤသေရောမြတ်လာပါပေ၏ဣတိသောဘဂဝါဘုံတော်6စုအောင်လံသူဖြစ်တော်မူသောဘုရားရှင်ကိုရောမြတ်ကအဝါစာကရုဏာရှိတာမေတ္တာအဖြင့်မိန်ကြတော်မူလိုက်ပါပေသတည်းယုံနာဓမ္မသင်္ခါရသဘောတရားတွေကိုရှုမြင်မို့လို့ဘုရားရှင်ကိုရောမြတ်ကအဲ့ဒီမှာဩရာဒရောက်ကြီးတော့လွတ်တော်မူပြီးတော့စေတမိသောနာတဲ့လောကုတ္တရာတရား၉ပါးတဲ့လောကုတ္တရာတရားဘယ်နှပါးတဲ့လောကုတ္တရာတရား၉ပါးကပရိသတ်မှတ်လိုက်မက်၄ပါးဖို့၄ပါးပါတယ်ပြောမက်၄ပါးဆိုတာသောတာပတ္တိမေတ္တဂရဂမိမေအနာဂမိမေအရဟတမေဖို့၄ပါးကလည်းသောတာပတ္တိဖို့သဂရမိဖို့အနာဂမိဖို့အရဟတဖို့အဲ့ဒါကိုလောကုတ္တရာတရား၈ပါးနောက်တစ်ပါးထပ်ထက်နိဗ္ဗာန်ထည့်ရင်၉ပါးနိဗ္ဗာန်ထည့်ရင်ပါတယ်အဲ့တော့သောတာပတ္တိမဉ္ဇဉ်ဘုံဉဏ်ကိုမရသေးပဲနဲ့တဂရဂမိမဉ္ဇဉ်ဘုံဉဏ်ကိုမရသေးပဲနဲ့အနာဂမိမဉ္ဇဉ်ဘုံဉဏ်ကိုမရသေးပဲနဲ့အရဟတမေအရဟတဘုံဉဏ်ကိုမရသေးပဲနဲ့နိဗ္ဗာန်ကိုမျက်မှောက်မပြုသေးပဲနဲ့အနှစ်တရာအဖွာအသက်ဘယ်လောက်ရှိပြီတော့တရားအဖိုးအသက်ဘယ်လောက်ရှိပြီတော့တရားတစ်နှစ်သူ့ဘာသူအသက်တရားမကလို့တရားတစ်နှစ်ပဲရှိပေးတိုက်အဲ့ဒီလိုမဲညာဘိုးညာနိဗ္ဗာန်လောကုတ္တရာတရား၉ပါးကိုမသိသေးပဲနဲ့မမြင်သေးပဲနဲ့အနှစ်တရာကာလပတ်လုံးအသက်ရှင်နေပါစေတဲ့အဲ့ဒီအဖိုးသက်ရှိအဲ့ဒီဖွားသက်ရှိတို့ရဲ့အသက်ရှင်ခြင်းသည်လကားပဲတဲ့မြတ်စွာဘုရားကနော်လောကုတ္တရာတရား၉ပါးကိုမြင်ပြီးတော့တနေ့တည်းတဏ္ဍနဲ့မြတ်သက်ရှင်၍နေရခြင်းကသာလေသေရောမြတ်ဤဟာငါအသက်80ကျော်နေပြီလောကုတ္တရာတရားကိုခုချိန်ဒီငါမမြင်သေးဘူးလို့ဆိုပြီးတော့ဘုရားရဲ့အဲ့ဒီမှာဒေါသောနာဘာလို့တလဲကြလာတဲ့မျက်ရည်အသာသုတ်ပြီးတော့အဲ့ဒီမိဖို့ခမ်းပါတယ်ခန္ဓာဉာဏ်ဆိုင်လို့ဝိပဿနာရှုလိုက်တာကဘာတသိန်းငါဖြည့်ကျင်ခဲ့တဲ့ပါရမီတော်တွေကလည်းနှိုးဆော်ပေးလိုက်တော့ထောက်ပံ့ပေးလိုက်တော့ကုညီပေးလိုက်တော့ဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာဝတ္တနေဘုရားရှင်ကိုရောမြတ်ဟောကြားတော်မူတဲ့ဒေသနာတော်ဆုံးဟာသာထောသောနာထိလို့ခေါ်တဲ့ဘိက္ခုနီမကြီးသည်
Sadoi Parithamida is a leva the Parithamida Nyandone. Parithamida Nyan, leva ne Dagawa. Arahat down, Kileda, Ado, Qualeo, Kokane, Hana, Majipido, Bambuni, Gauza Madwe, Sai Yodo, Muge Babe, the day. Kana Guri Jaunaga Lodo Mulai de Ora da Yongido Miaswabia Pianle Yotino Mudavi Yongido Pian they blight. Yongido Pian they Humane de Awe Pidwa Pidwa Lavi Vekuni Mari Erodona Giga Mapido Nga Damambogo Modo Yahanabe Elido Putusin Vekuni Mari Nga Karelo Albebido Ola Ngaula Mala No, Kaila Bula Psi, no, the Bakuni Mari Ropi, Madapoda and the Yedi Pitome, Eromapibu, Yahana Psi Jauno, the Albiama Veso Vido, Azona dead had it. She knew Oji, Media Cobiane. Media Gogne, Mido Yenway, no Yeri Piacatera. Terabido, Rodana Jivala Jamo de Vido. Tengali Gamucho, we don't need it. Ah, Beconi Mari Piala, Bayeta, Jati, Sunyan, Biala, Vido. Dodona, Pia. Awaji Lagani, any day, you know, Jojo, Mibukana, you know, Mishu, Vala, Milamadu, you know, Jobula. Jo Tabare, Shemaro. Awaji, Pelidi, South Mabion, and Waji, Mibu, Bama, Mishu, Midi, and Yelo. You know, Elo, ye. Shema the video, you know, Jokaina, Baloni the lay. Should have be Babi Pia. Mayo Shemaro, Dwajido, Mujava, Payazoro, O Bekuni Mari, Sendwaron, she did it, Bayedai, Dodona, Balola, Chachenta, Tamili with Tamiro, Edima. Sanwizara, Bawizara. Zawizavido, the good on every Bayedai, they don't like when Zavido, Edima Takare. You know the purpose on the end, the good and look. So Pale Era Veda, Boyana, Bekuni Mari, Dwalagile, Mido, Million, you know the Popo, and the Kare, you know the Suro, Kunadonga, Lajidonga, you know the Edida, Mido, Million, Mashu, Akuche, Mido, Million, you know the soon one day. That Damam Bogo de Malona, Yahana Jimia Mandale, the logo Lona. Ekana Dodona Yahana Shidabi, Babidabile Eridoma Bekuni Mariga Beda, Dodona Yahana Sheman, the Dwajara, the Dwajarama Dodona, you Lavido, Daumanyara Vole, Shema Vido, Yoma Somajile, Kono Bido Mujaba, Viado, Era Dauman Bidoma, now the name and Mota, Ale Yaude Kama. And that she said, Marina Mida Bada, Yahanda Maji, Dodona, let do a colo. Zedon Jono Dware, Bekuni Mari Libora, Buduri Libora. You are Mashibi Melo, don't ask one who be like the Kajaro, Bekuni Mari, you did the move, later the move, Kanala Makaya Vula. Eh, Arabe Bayeda, Hoyadoma, Era Miasa Viago, to the Brahma Udo Jane Puarabe. Miasa Via, Pura Movira, Miasa Viaga, Erima, Dodona, Yigo. Ede Muedu go no bede, Ede can break with Mama, Nawikan Bekuni now. Arada, Wiriana, Yedid, Donna. The middle Bekuni Matana Roma. We were the Nadia Nela Nalana, Amani, Jojo Zaza, Antode Bekuni Maridema, Arata, Wiria. Young Amashive Melo, though I Swambia Vido. I told them Bekuni Madema, Arada, Wiriana, we were the Nadia de Gonelanga Labimitana, Joseph Wamia, I told them Bekuni Madema. That Todona Taylor got a Bekuni Majidi at the Shivabi. Any Bekuni Majidi, Egomia, so Alonso Babe Yellow, Egatane. Amia Zoya Tana Nai,
ထပေသည်ကောင်းစွာမသွေချီကျူတော်မူခဲ့ပါပေသတည်းဘုန်းကြီးတို့မြတ်စွာဘုရားသာသနာတော်မှာပိဋကတေတပါးဆိုတပါးတည်းရှိတယ်အာရထဝိရိယဧရတဲ့ဘွယ်သူဂုံနုရတာသောနာထေတဲ့ဘယ်သူလဲ80ကျော်မှမြတ်စွာဘုရားသာသနာတော်ကိုရောက်လာပေမဲ့လို့ယုံအားမရှိပေမဲ့လို့သုံးအားတွေပြသွားတာအိုရင်စွမ်းရမယ်အိုရင်ပါတယ်လေအိုလို့အစွမ်းပြသွားတာဘုရားလက်ထက်ကသာသနာတော်ရှားရှားပါပါပရိသတ်ဒီတပါးတဲ့မှတ်တမ်းတင်ပြီးတော့ကြံခဲ့တယ်သောနာထေကြီးတဲ့ဘယ်သူတဲ့လဲဒါကြောင့်မို့လို့တရားချင်းချင်းစေကဝန်နဲ့သူတော်စင်များဒီနေ့ညာဘုန်းကြီးတို့သောနာထေကြီးဇလန်းကိုမှတ်တမ်းတင်ပြီးတော့တရားကောင်းစဉ်ပေးထားခဲ့တာပရိသတ်ရေပါတယ်လေကိုရင်စွမ်းရမယ်တဲ့စိတ်သွားတိုင်းကိုမပါတဲ့ပုဂ္ဂိုလ်တွေယုံအားမရှိပဲမဲ့လို့သုံးအားကိုသုံးချပြီးတော့အစွမ်းပြနိုင်ကြပါစေဆိုတဲ့ရည်ရွယ်ချက်ဖြင့်ဟောကြားတော်မူခဲ့တဲ့တရားကိုဓမ္မကဗျာလေးတစ်ပုဒ်ဆိုပြီးတော့ပရိသတ်တွေတရားဝဲသိမ့်လိုက်ကြစို့အလုံးလိုက်ဆိုပါလောကလူရွာရှင်လူများတို့သေချာစေသာကြည်စမ်းပါပထမအရွယ်ငယ်စဉ်ဘဝပညာရလို့ပြောခဲ့တာဒုတိယအရွယ်မှာတွေ့တာဖွဲ့လို့တဏှာဖွဲ့လို့ယုံခဲ့တာသားရည်သမီးရည်စီးပွားရည်ဘာရည်ညာရည်စုံလင်းစွာအဲ့ဒီအရေးတွေဦးစားပေးတော့တရားမေ့ပေါ်ထိုချိန်ခါတတိယအရွယ်နေကွယ်ရောက်တော့ယုံအားကုံပြောက်မြေရောက်လာအဖိုးအဖွားတတိထားမာကြခဲ့ခြင်းနာယုံအားကုံခန်းသုံးအားစွမ်းပြဇံခုချိန်ခါဓမ္မအိုရင်စွမ်းပြလူဘဝဓမ္မနေပြောတာလောကလူရွာရှင်လူများတို့သေချာစဉ်းစားကြည်စမ်းပါပထမအရွယ်ငယ်စဉ်ဘဝပညာရလို့ပြောခဲ့တာဒုတိယအရွယ်မှာတွေ့တာဖွဲ့လို့တဏှာချဲ့လို့ယုံခဲ့တာသားရည်သမီးရည်စီးပွားရည်ဘာရည်ညာရည်စုံလင်းစွာအဲ့ဒီအရေးတွေဦးစားပေးတော့တရားမေ့ပေါ်ထိုချိန်ခါတတိယအရွယ်နေကွယ်ရောက်တော့ယုံအားကုံပြောက်မြေရောက်လာဘုန်းကြီးတွေဘွားကြီးတွေယုံအားမရှိတော့မြေထိန်နေရတာဘာလို့နေရတာပဲတဲ့စီဝါရေးလည်းမရှာနိုင်လူမှုရေးလည်းမသွားနိုင်ဈေးဆိုင်လည်းမထိုင်နိုင်တော့အိမ်မှာကုတ်ကပြီးတော့မြေထိန်နေရတာဒါကြောင့်ရှေ့ကပြောတယ်မို့လားပရိကိုချဒုက္ခမကင်းမီသမီးကဆုမြေကပူအယူမဖြောင်းမီတဲ့နော်ဒါကြောင့်ဆိုလိုက်စမ်းမှာတတိယအရွယ်နေကွယ်ရောက်တော့ယုံအားကုံပြောက်မြေရောက်လာအဖိုးအဖွားတတိထား
မာကြားခဲ့ခြင်းနာယုံအားကုန်ခန့်သုံးအားစွမ်းပြဇံခုချိန်ခါဧဓမ္မအိုရင်စွမ်းပြလူဘဝဓမ္မနေပြောတာဒေတိတော်မေအယံဓမ္မောဗုဒ္ဓေနာခိသဘာတိတော်တေနာသဗ္ဗေဒုက္ခယန္တုဇနာအိဋ္ဌသမင်္ဂိနောဗုဒ္ဓေနာအရဟံတသုတယံဘူခိုင်းတုနိုင်မမြင်ဂေါရမဘုရားရှင်သည်အာဟိသဘာတိတော်ထံကတိုင်းပယံပြပြသာသာထိကရွတ်ဆိုရဟောကြားအပ်သောအယံဓမ္မောသောနာထေယီအပါဒံလို့ခေါ်ဆိုအပ်တယ်။အိုရင်စွမ်းရမယ်လို့အမည်ပေးထားတဲ့ဓမ္မကထာဒေသနာတော်များကိုမေမယငါသည်ဒေတိတော်1383ခုနတ်တော်လမ်းပြေကျော်13ရက်နေ့မကွေးမြို့ကရုဏာရှင်များနာယေကုညီမှုသင်ကြီးဤကိုကြိမ်မြောက်စဉ်ရင်ကျင့်ပပြုလို့အပ်သည်ဓမ္မသဘင်ပွဲဆင်နွဲကနေကြကုန်သောမျိုးကောင်းသားမျိုးကောင်းသမီးပေါင်းသူတော်ကောင်းတို့သိစေမစေကျင့်ကြံနိုင်ကြပါစေဤအနေဖြင့်ကောင်းစွာမသွေဟောကြားတော်မူခဲ့ပါပေပြီတေနထို့သို့စေဘူးဓမ္မဒါနဓမ္မသဝနာဘာဝနာမယပုံညကရိယာကုသိုလ်ထူးကြောင့်တဗ္ဗေကျွမ်းမဲ့ဥဒ္ဒုံလုံးစုံကုန်သောဇနာတရားနာရောက်လာပေါင်းများစွာတို့သည်ဣဒ္ဓသမင်္ဂီနောမိမိတို့အသိအလိုရှိအားတောက်တာအပ်သောဣဒ္ဓမင်္ဂလာကြက်တရေဖြာဖြာတို့နှင့်ပြည့်စုံကြကုန်သည်ဖြစ်၍ဒုက္ခယံတုယနေ့ကသာနိဗ္ဗာန်ရောက်ကြသည့်ဘဝတိုင်အောင်စိတ်ရွှင်လန်း၍ကြောင်ကြောင်မာချမ်းချမ်းသာသာရှိတော်မူနိုင်ကြပါစေကုန်သတည်း